အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့လုံးဝတဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြဖို့ရွေးချယ်ထားတဲ့စာအုပ်ကလေးကတော့စီစဉ်သူဒေါ်မို့မို့ဆန်စီစဉ်ပြီးတော့ဆရာဆွေမင်းဒနုပြူရေးတဲ့မြန်စာတွတ်ပြီးကျွန်တော်နဲ့ရွှေငွေလောင်းမာတော်လဲဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးအခန်း1မြို့ပြနေကြေးလက်လီသတင်းဝါလာကျွတ်ပြီးမိုးလေလွတ်တဲ့အချိန်အခါသမယတစောင်းမုံလာရဲ့မနက်လေးအေးကိုအရသာခံရှူဆိုင်ရင်ကျွန်ုပ်ဤမဟေသည်မသိမြင်တဲခင်းသောထမင်းကျော်နှင့်ပဲပြုတ်စီစံကိုကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ဦးခေါင်းမဖော်ဝတ်တန်လွှေးနေကြသည်အပပဓမင်းကျော်လေးရလဲကောင်းမနက်ခင်းလေးလေးရလဲတဲကောင်းပါလားဟုတ်ပါဆရာတို့ရာကျွန်ုပ်တို့တောရွာတောတောင်များကိုဖျက်ကျော်တိုက်ခတ်လာသောတရှင်းလက်ဆက်သည့်လေကောင်းလေတံများကိုမြို့ပြရှိအေယာကုန်းဟုခေါ်သောအေးကမ်းများနှင့်မလဲနိုင်တိုက်ကလေးကောင်းလိုက်တဲ့လေကလေးတွေခွာနော်မြို့ပေါ်အေယာကုန်းထက်တောင်ပိုကောင်းသေးဟုတ်တယ်ကောင်းနေဆရာတို့ရာထမင်းကျော်ကိုပြောတာဟိဟိပေါက်ပြီးမင်းစဉ်းစားကြည့်စမ်းပါခွာအဲ့ဒီအေးကုန်းဆိုတာကြီးကအခန်းတွေလည်းလုံအောင်ကာအောင်မယ်ပြီးတော့လျှက်စစ်မီနဲ့တွင်မှအေးတက်ကရမှာခွာဆိုတော့ကွာတဲစစ်တာကလည်းကောင်းမယ်ကျုပ်တို့စီကလေတွေကတော့လက်လက်ဆက်ဆက်ပဲမောင်းပတ်စံကလည်းမကုန်းကျမ်းမာရေးနဲ့လည်းညှိညွတ်တယ်လေဟုတ်ပါဆရာတို့ရေမြို့ကြီးပြကြီးစီမာကတော့ကျွန်တော်တို့လူလေကောင်းလေတန်းရဖို့တော်တော်မလွယ်တဲ့ကိစ္စပဲဟေးလေအဲ့ဒါကြောင့်မို့လဲမြို့ပြကလူတွေကတဘောကနဲ့နီးစအောင်ပြုပြင်ပြီးနေကြရတာပေါ့ကွာဘလူမျိုးကိုပြောတာလေဆရာတို့ရပြုပြင်နေဆိုတာဘာကိုပြောတာလဲဟာဘိုက်ကလေးရလဲကွာကျွန်တော်ရဲ့တပည့်လုံနေပြီတုံးမဟမ်နည်းနည်းလေးတင်ပေးလိုက်တာနဲ့စပြီဖူးတုံးနဲ့တူမင်းနဲ့အချောင်းရှိရင်မကြာခဏမြို့ပြကိုလိုက်ဖူးတာပဲလေပဝန်းကျင်လေးပါလေးလာမှုတွေပါအကျင့်လောက်တာဟာလေးလာပါတယ်ဆရာတို့ရဲ့ဟိဥပမာကွာစောစောကကျွန်တော်ပြောတယ်အေယာကုန်းလိုမျိုးပေါ့အဲ့ဒီလေထွက်မတော့အခန်းလုံးကားရတာမျိုးတို့အဲ့ဒီလေတွေရောင်းလျှက်စစ်တက်တွေတဲရမ်းရတာမျိုးတို့ဒါတွေကပြုပြင်ပြီးနေထိုင်ရတာမျိုးပေါ့ကွာဟုတ်တယ်နော်ဆရာတို့ရအခန်းချင်းချင်းလေးထဲမှာအေးအောင်လုပ်ပြီးနေရတယ်ဆိုတာတွေးကြည့်ရင်ကြက်သိမ်းထားတယ်ရေးခဲ့လိုက်တဲ့နေရတယ်လို့ပေါ့လေပြီးတော့မြို့ပြနေလူတော်များများတင်းကျပ်မှုအတော်များများခံစားနေရတာကွာအများအပြားနေရတာကိုပဲကြည်အောင်မလားကွာကျုပ်တို့ကြီးလက်ဒီမှာလို့ကိုချန်ကိုမြင်နဲ့ကြကြဝင်းနေနိုင်သူကရှားရလေအဲ့ဒါတော့ဟုတ်တယ်ဆရာတို့တိုက်ခန်းလေးတွေကကျင်းနဲ့ပြီးတော့မြင်းနေရမရှိလို့အပေါ်ကိုတိုးတိုးပြီးစောက်ထားကြတာဆိုတော့အပေါ်ဓာတ်တွေကများပြီးကျင်းရှည်မျောမျောတွေနေရတာဗျဟုတ်ပါခွာနေတိုင်းကြီးနေရတာကြောက်လဲစိတ်ကြီးကြမှာပေါ့ပြီးတော့အလုတ်ခွင်နေမှာဆိုရင်လည်းကျွန်တော်တို့တောရရလို့မဟုတ်ဘူးလေစိတ်ဖွေးစည်းမှုတွေဟန်ဆောင်မှုတွေအနေနဲ့များတော့စိတ်ရုပ်ကြမှာပဲရုပ်စွာအဆုံးခွာကလေးတွေပဲကြည်အောင်မလားသူတို့ခမကျောင်းကနေပြီးရင်ကျူးရှင်းပြီးရင်အိမ်ပြန်ရောက်တော့လေပြေးလာစော်ကစားတွေကမြင်းနေရချေချေကမရှိကြဘူးအဲ့ဒါကြောင့်သူတို့တွေမှာတိုက်ခန်းချင်းလေးထဲမှာ TV ဗီဒီယိုတွေကြည့်ကြဂိမ်းတွေစောကြနေပဲနေကြတာပေါ့နော်အေးပေါ့ကွာကျွန်တော်တို့ကြီးလက်ကကလေးတွေရဲ့လွတ်လပ်မှုနဲ့တော့ကွာခြားတာပေါ့ကျွန်တော်တို့စီကကလေးတွေဆိုရင်တော့ကိုချန်ကိုဝင်းတွေကလည်းအကျဲကြီးဒါမှမဟုတ်လေဝင်းလက်ကွက်တွေတီသွားစောအောင်မလားဘာအန်ရဲမှမရှိရဲ့ပြင်လေကောင်းလေတန်းနေရှူချရလို့ကျဲမိုင်လေးတောင်းမီပဲဒါကြောင့်မြို့ပြရဲမှာအပန်းပြေဥယင်းတို့အနားယူစကန်တို့စောက်ပေးတာပေါ့ကွာဒါကလည်းတဘာဝနဲ့အနည်းဆက်ဆုံးတူအောင်ပြုပြင်ဖန်တီးထားရပဲလေကွာအဲ့ဒါကြောင့်မလို့လေရုံးပရက်ကျောင်းပရက်ဒီမှာပန်းကြံဒီမှာလူစီကားတာနေတာပေါ့နော်အေးပေါ့ကွာဒါကလည်းစိတ်ကြီးကြမှုတက်တာစီရဲ့နီလန်းလေးတစ်ခုပေါ့ကွာကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ယောက်စကားကောင်းနေကြစဉ်ခြံရှိမှကျွန်ုပ်နာမည်ကိုခေါ်၍နှုတ်ဆက်သောအတန်ကိုကြားလိုက်ရလိုက်သည်ဦးချစ်တူပြီးဒီနေ့တော်မလဲမွေးမူလားဗျခြံရှိသူလှမ်းကြည့်လိုက်တော့မောင်သက်အောင်တို့မိသားစုကိုတွေ့ရလေသည်မောင်သက်အောင်တို့ပါလားဟေးအဖန်ကြီးတွေပါလေတောက်အောင်လာလေကွာဘယ်သွားကြမလို့မတောက်တော့ပါဘူးဦးချစ်တူပြီးရွာထိပ်ဘက်ကိုသွားကြမလို့အေးဒါနဲ့ခစ်တာရောနေကောင်းရဲ့လားဟုတ်ကဲ့ကောင်းပါလေဦးချစ်တူပြီးကျွန်ုပ်၏အမေကိုချိုသာသောအတန်ဖြင့်ပြန်လည်ဖြေချပြီးတော့ခတ်တာမှာနေစီလားစီကိုမီကြီးနေဖြစ်နေတော့ပင်မဲ့လူကတော့ပေါ့ပါကြမ်းမှာပါပင်ဦးချစ်တူပြီးသွားပြီနော်မောင်သက်အောင်ကလက်တစ်ဖက်က၄-၅နှစ်အရွယ်သမီးလေးကိုလက်ဆွဲရင်းကျန်လက်တစ်ဖက်ကခတ်တာရဲ့လက်ကိုဆွဲကကျွန်ုပ်တို့ကိုနှုတ်ဆက်ပြီးအရှိတ်ဘက်သို့ထွက်သွားလေတော့၏ပပတူပြီးတက်တာအေးတက်တာကျွန်ုပ်မှာတရွေ့ထွက်သွားနေသောမောင်သက်အောင်တို့မိသားစုကိုကြည်ရင်လွန်ခဲ့သော9နှစ်ခန့်ကအဖြစ်အပျက်တို့ကိုပြန်လဲတွေးမြင်မိလေတော့သည်အခန်းနှစ်ကြီးမနိုးပွဲကျွန်ုပ်တို့ကြုံတိုင်းရွာ၌တကြိမ်တစ်ခါမှမပြုတ်လောက်ဘူးသောကိစ္စတစ်ခုကိုပြုတ်လောက်ကြရန်အတွက်တကြီးပါစီနှင့်ရက်မိရဖာများတိုင်ပင်နေကြသည်လာပြောဦးတို့ပြီအစည်းအဝေးစားကြအောင်ကျုပ်တို့စဉ်းစားတာတခုရှိလို့ခမရကိုတိုင်ပင်ဖို့လှမ်းခေါ်လိုက်တာပါဗျာပြောပါတကြီးဘာများစဉ်းစားထားလို့လဲဒီလိုလေးမကြခင်မှာတစောင်းမုံလာပြင်းတွေကိုရောက်လာတော့မယ်ဆိုတော့အားလုံးအတီးပဲမဟုတ်လားဟုတ်တယ်ဒီတော့အဲ့ဒီနေ့ရောက်တိုင်းရွာတွေကလူတွေကကြီးမနိုးပွဲဆိုပြီးကမောက်ကမရေလောက်ကြထုံးစံဖြစ်နေပြီဆိုတာခမရကိုလည်းအမြင်ပဲအသိပဲလေဟုတ်ပါတယ်သိပါတယ်သိမှာပေါ့သူတို့ငငယ်ရလဲလုတ်ခဲ့ကြတာ哦
ကျုပ်လည်းအဲ့ဒီနေ့ရောက်တိုင်းအင်မတန်မှခေါင်းချင်းရပေါင်းများနေပြီဆိုတော့အဲ့ဒီနေ့ရောက်တော့မယ်ဆိုရင်ကျုပ်အတော်စိတ်ညစ်ရတယ်ဗျာ အင်းဟုတ်မှာပေါ့လေစိတ်ရှုပ်ရှုပ်နဲ့သူ့ကောင်းကိုပုတ်ပြီးပြောနေတော့တကြီးကိုကြည့်ပြီးကျွန်ုပ်ခန်းစားနားလည်မိသည်ကျွန်ုပ်တို့ရွာ၌တစောင်းမူလာပြင်းနေရောက်တိုင်းမနေ့ပိုင်းတွင်ရွာဦးကျောင်း၌လှူဒန်းစရာရှိသည့်ကိစ္စများကိုမြန်မာလူမျိုးတို့၏ထုံးစံအတိုင်းပြုလုပ်ကြပြီးညပိုင်းရောက်သည့်နှင့်ဘိုက်ကလေးအပါဝင်ကာလာသားတတိုက်ကကြီးမနိုးပွဲလုပ်သည်ဟုဆိုကာတရားလုံးကိုကောက်မောက်ကမလုပ်တော့သည်ဘိုက်ကလေးတို့လက်ချက်ကိုကြောက်သောရွာသားများကနိုးနိုးကြကြစောင့်ကြတော့လေလက်ရည်လက်တလူချောင်းသည့်လက်သည့်နေရာမှာလှုပ်ရှားကြသည့်ကာလာသားများကလည်းတွက်ကြပေသည်လာပြင်းနေတွင်လူအဆောင်ကျက်မလျက်တိတ်ပြီးစိတ်တိုင်းကြထင်တိုင်းမကျဲခဲ့ရလင်တကောက်သားများကလာပြည့်ကျော်တရက်နေ့ညတွင်ထပ်ပြီးလှုပ်ရှားကြသည်ကာလာသားများကအပျော်သဘောဆိုတော့လေခန်းလိုက်ရသူအဖို့မှာတော့နင်းတင်းတင်းဥပမာအပြိုကြီးဒေါ်လုံးတင်အိမ်မှထမင်းကိုခိုး၍လူပြိုကြီးကိုကျွတ်နေအိမ်ရှိတွင်အလံထူတာမျိုးအပြင်ကက်ပုံမှရှိသောအိမ်ရှိများတွင်တုံများပိတ်ထားခြင်းလှဲများဆွဲရည်ပိတ်ထားခြင်းပောက်ကရစားများပုံများရေးစိတ်ရချိတ်ထားခြင်းစသည်သူတို့အာယုံကြရာပျော်စရာများကိုအဖွဲလိုက်လှုပ်ရှားကြခြင်းဖြစ်သည်ကြားထဲတွင်အဆိုးရွားဆုံးခံရသူကမွေးမြူရေးခြံပိုင်ရှင်အတိပင်သည်သူ့မွေးမြူရေးခြံထဲရှိကြက်များမှာထိုနေ့တွင်လက်သက်မပေါ်ပဲပျောက်တဲ့သဖြင့်တညာလုံးမိဖဲကင်းထိုင်၍စောင့်နေရရှာပါသည်ဒီလိုကတော့ကြက်မွေးနှုတ်တယ်လို့နှုတ်ပြမယ်ကွာယာလက်ဖက်ရည်ကြိုက်တဲ့တော့အတိပြောခွက်ကိုတီးတော့ကာလာသားများကညအိုးပိုင်းစောစောတွင်အတိထိုင်နေကြလက်ဖက်ရည်ဆိုင်ရှိအဖျော်စရာမောင်မူမျိုးနှင့်ပေါင်း၍လက်ဖက်ရည်ခွက်ထဲသို့ဗာမီတုံများကိုထည့်ကာတိုက်လိုက်တော့ကြောင်းခြံရွှေ့တွင်ဒုံကြီးကင်ကတခေါခေါနှင့်အိမ်မောကျသွားရှာသည်မောင်မျိုးကလည်းညဘက်အဖွဲထဲတွင်ပါဝင်သောကြောင့်လိုလိုလားလားပင်ဆောင်ရွက်ပေးသည် အတီးကောင်းစွာအိတ်စီတော့ဟဲ့ အတိအကျက်နှင့်နှုတ်ကြမ်းလာသောဒေါ်ဘူးမကြီးအိမ်မှဘူးတီနုနုကအင်မတန်လိုက်ဖက်လာချေ ဘူးတီဆိုစိတ်နာ ဒေါ်ဘူးမကြီးအိမ်မှဘူးတီနုနုခူးလာရတာကငှပြောသည့်အခွန်ခွာရခြင်းထက်ပိုးရလွယ်ကူသည်အဖေကြောင့်ဆိုသောဒေါ်ဘူးမမှာအင်မတန်အိမ်မက်သောကြောင့်ဖြစ်ပေသည် သူများကဆင်းနေတာတော့ဟုတ်ပါဆင်းဝါတာတော့မနှိုးပါဟေး ဟဲ့ကောင်စောကြီးဘူးတီခိုးရတာအဆင်ပြေရလား ဟာတီသလားတော့မမီးနဲ့ဘိုက်ကလေးကြီးဒေါ်ဘူးမကြီးကနှုတ်ကြမ်းရှာခြင်းယုံနေမကောင်းအဲ့ကလည်းရေးတယ်ကျန်းတာပဲကွာဟေး မင်းပြောပုံကြီးရလဲကွာဘူးတီစားခြင်းစိတ်တောင်ပျောက်တယ် တကယ်ပြောတာကွာမင်းမပါတာနားဟေး တော်ပါပြီစောကြီးဟာတွားတွားဟိုမှာမင်းကိုစောင့်နေကြတယ်ကြက်တွေတော့အမွှေးနှုတ်ပြီးပြီဒါနဲ့ဟိုဟောပါလား ဘယ်မိမလဲကွာ စောကြီးကလက်ထဲရှိပလတ်စတစ်ပုံကိုမြှောက်ပြပြီးဘိုက်ကလေးအားလှမ်းပေးလိုက်သည် Very good ညဘက်တစ်ခေါက်တစ်ဖလားချရန်အတွက်အရက်ပြူဆိုင်မှာခွေးဘူးကညက်နေကြတဲ့ကချက်ရက်တပုံးကိုလာပေးထားပြီးသားဖြစ်သည်ငါတောင်းဝင်ကြည့်ပြီနော်စောကြီး ကြေပါဟဲ့ ကြက်သားနဲ့ဘူးဒီနုနုကလေးကလည်းကောင်းတစောင်းမုံလိုက်ရဲ့လေးအေးလေးကလည်းချမ်းမြမြအရက်ခိုးလေးကလည်းတဝေဝေနဲ့ဆိုတော့တခိုးကြီးညခေါ်ကြီးမနိုးပွဲကိုပျော်ပျော်ကြီးဆင်နေကြတော့သည်ညဘက်ပျော်တဲ့သူကပျော်နေကြပြီမဲ့မနဲ့မိုးလင်းတော့ခေါင်းအခဲရဆုံးကတကြီးပါစီပင်မနဲ့မိုးမလင်းသေးခင်ညကတောင်းကျမ်းထားခြင်းခံရသောတိုက်ကျဲမျိုးစုံဖြင့်တကြီးအိမ်မှာလူစီကား၍နေတော့သည် တို့ကလည်းတိုင်ပါပဲ အမှုတွဲများကိုလိုက်လံရေးမှတ်ရသောအာနုလာမှုမှလည်းလက်မလည်နိုင်အောင်ပင်တိုင်ကျက်25ဒေါ်ဘူးမှအကြောင်းအရာပြော ဟုတ်ကဲ့ဒီလိုပါတကြီးရဲ့ညကကျမအိတ်ပြောသွားတော့ထုံးစံတိုင်းကျမအိမ်မက်တယ်လေအဲ့ဒါတကြီးတိပါတယ် ဒေါ်ဘူးမှစကားကြောင့်တကြီးမျက်နှာကြီးနီးမြန်းသွားသလိုကြံသူများကလည်းပြုံးစိတ်စိတ်ဖြစ်သွားကြသည် ဟာခမအိမ်မက်တာကျုပ်ကဘလို့တိမှာတော့ဗျဒီမဲ့တော့ဘူးမှခမလူရင်းကိုပဲပြောတဲ့ဗျာခမတယောက်တည်းမို့နောက်မှတိုင်ချက်ဖို့မဲ့လူတွေတန်းစီနေတယ် တကြီးကဟောက်လိုက်တော့ကြောင့်ဒေါ်ဘူးမှလည်းကြောက်ကြောက်လန့်လန့်နဲ့ပြန်ဖြေလိုက်သည် ဟုတ်ကဲ့တကြီးညကတကြီးရဲ့ဘူးတီမဟုတ်ဘူးကျမရဲ့ဘူးတီနှလုံးအခုခံရလို့ ရပြီနောက်တစ်ယောက် တဲမြန်နဲ့တရားရုံးမယ် နောက်တစ်ယောက်အလှည့်ကြသူကတော့ငိုကြီးချမ်းမနဲ့ရီဘက်စီတီကငိုချင်းရှည်ကြီးဖြစ်တိုက်ချက်ဖွင့်သူကအတီးအောင်မလေးတကြီးရဲ့ ဟဲ့ကောင်အတီမင်းကိုတိုင်ချက်ဖွင့်ခိုင်းနေရနော်မင်းဘာဖြစ်လို့ငါ့ကိုတာပြီးငိုနေရလဲငါမသေးသေးဘူးနော်တိတ်ဆန်းမနဲ့စောစောစီးစီးကို ဝါရင်နဲ့မိတောင်နေလို့ပါတကြီးရဲ့ဝါကြမလေးမနေ့ကမှဥချထားတာပါသူ့ခမရတွင်းနုနဲ့မီးတွင်းထဲမှာပဲရှိပါသေးတယ်တကြီးရဲ့ အခုတော့မီးတွင်းထဲမှာမနေရပဲမီးဖိုထဲမှာနေသွားရရှာပါရောလားတကြီးရဲ့ ဝါရင်နာလေ အာဒီကောင်ဝတ်တန်တော့ပြီနတ်တန်တော့ပြီပြောမနေနဲ့လူရင်းကမင်းချက်ပျောက်သွားတဲ့ကိစ္စမလားရပြီနောက်တစ်ယောက် ငိုတာတော့ပြည့်အောင်မငိုရဘူးစက်တက်ငယ်ငယ်နဲ့တကြီးတေမှပဲအားရပါရငိုတော့မယ် နော် နောက်တစ်ယောက်ကတော့ငိုနေသောအတီးကိုတွန်းဖယ်ပြီးဒေါသမျက်နှာဖြင့်ထွက်လာသောလူပြိုကြီးကိုကျွတ်နီလက်ထဲတွင်ထမင်းကိုအလံထူထားသောဝလုံးကြီးကတရမ်းရမ်းနေတကြီးဒီမှာကြည်စမ်းပါဦး ဖိလှုပ်ဆန်းပါဒီမှာငါမျက်နှာလဲအုံမယုံမယ် တကြီးကသူ့မျက်နှာနာဝှေ့ရမ်းထားသောထမင်းအလံကိုဂမန်းကရန်ရှောင်းတင်းရင် ကဲမင်းအောင်ဘာဖြစ်လာလဲကျွတ်နေ
ဒီမှာလေဗျာကြည်စမ်းမအောင်ကျုပ်လိုမတွေနဲ့ကင်းကင်းရှင်းရှင်းနေတဲ့လူမျိုးအတွက်ဒီလိုကိစ္စတွေကအင်မတန်ဆက်ဆုပ်စရာကောင်းတယ်လို့လက်ကင်ထားတဲ့ကျုပ်လိုလူမျိုးအိမ်ကိုမှဒီလိုကြက်တည်မရှိတဲ့ထမင်းကိုအလန်လာထူတာကျုပ်ကိုအကြီးအကျယ်စော်ကားတာပဲကျုပ်မကြည့်နဲ့ဘူး ကျမလည်းမကျင်းနိုင်ဘူး မကြင်မနှက်ဖြင့်ကျဲလောင်ဆွာလန်သောအတန်နှင့်အတူလူကြီးကိုတိုးဝေပြီးထွက်လာသူကအပြိုကြီးဒေါ်လုံးတင်ပွဲကြမ်းတော့မယ် ဟဲ့အပြူကြီးတော့သူလည်းဘာထိသွားအောင်မသိဘူး ဒေါ်လုံးတင်ကထမင်းကိုတိုးတိုးဝစ်ထားပြီးခါထောက်ကလူပြိုကြီးကိုကျွက်နေကိုလက်ညှိုးငေါငေါထိုးရရန်တွေ့လေတော့သည် နေငါမြိုင်ငါထမင်းကိုကင်ပြီးကြက်တည်မရှိဘူးပါလေးနဲ့အဲ့ဒါအကောင်စားပါတိတ်ဟဲ့နင်ဒီလိုအကောင်စားတွေရောမြင်ရောမြင်ဘူးရဲ့လားဟင် ဘာဗျ ဟဲ့အပြူကြီးထမင်းနဲ့ဟင် ဟုတ်ပါ အေးလေလူပြိုကြီးအိမ်မှာအပြိုကြီးရဲ့ထမင်းရောက်နေတယ်တဲ့ ထူဆန်းပါပဲ ဒီမဲ့ငါထမင်းပျောက်သွားလို့လိုက်ရှာနေလက်ဆက်တော့နစ်စီရောက်နေတာကို ဘာပြောတယ်ဒီမှာမလုံးတင်ခမရစကားကြည့်ပြောပါကျုပ်လိုလူပြိုစစ်စစ်ရဲ့ဂုံတိတ်ခေါင်မစော်ကားပါနဲ့ အမေဒီကလည်းရေမရောတဲ့အပြိုစစ်စစ်ပါပဲဟွန်း အရေးတဲ့ကြောင်ညာဝင်နေကြသောလူပြိုကြီးနှင့်အပြိုကြီးတို့၏ရန်ပွဲကြောင့်ရွာသားများမှာပွဲကြနေကြသည် ဟေးမလုံးတင်နဲ့ကြွက်နေနုနှစ်ယောက်လုံးတိတ်မာလားမတိတ်ဘူးလားပြောစမ်းဒီမှာစိတ်လျှော့ရကြတယ်မတိတ်သေးရင်တော့ထိတ်လုံးစာမိမယ် တယောက်နှင့်တယောက်ရန်ထောင်မန်းဆောင်နေကြသောလူပြိုကြီးနှင့်အပြိုကြီးတို့မှာစိတ်ရှုပ်ကဒေါသထွက်နေသောတကြီး၏မန်လိုက်တန်ကြောင့်မကြည်မနှက်နှင့်ငြိမ်ကုတ်သွားကြတော့သည်လူညီစာဖြင့်လှုပ်ရှားထားကြသောကာလာသားတတိုက်ကလည်းရင်ထဲဝယ်ရည်ရည်စိတ်များနေတော်လေရေငုံနှုတ်ပိတ်မှင်သေးသည်ဖြင့်နေကြသည်ဖြင့်တကြီးပါစီမှာဘဲသူဘဲဝါကိုအပြစ်ပေးရမှန်းမသိဖြစ်နေတော့သည် အဲ့ဒီလိုတော့မလုံးတင်ပါဘူးကွာ ဟုတ်ပါရွာရှိကာလာသားအားလုံးကိုနာကျင်အောင်ထိတ်တုံးခတ်ထားခြင်းတော်လေထိတ်တုံးကနေပြီးလူကများနေတော့ကြောင့်မဖြစ်နိုင် ဒီတော့အော်ရာမမရမယ်တကြီးရေ ပြီးတော့လက်တယ်လည်းမပေါ်တဲ့ဖြင့်နောက်ွယ်တွင်ခံလိုက်သူများကတကြီးကိုမကြည်မနှက်နှင့်ပွားစီစီတီတီတူတူပြောနေကြတဲ့ဖြင့်တကြီးမှလည်းနေရင်ထိုင်ရင်တိတ်ခါကြနေရသည် ဒီနေ့ကံမကောင်းပါလား တကြီးလုံနေပြီးဒါလေးတောင်ပေါ်အောင်မဖော်နိုင်ဘူး အတလူကြီးဘသူအားများအားရဒီဘွဲကိုစပြီးထွန်းလိုက်ပါလေငါကတက်တက်မဲ့ခေါင်းစားနေရတယ် အခန်းသုံးပွဲကျူ ထွင်းဒီတော့ကျုပ်ပေါင်းရင်အားလုံးလဲဆင်းမညစ်အောင်လို့ခုလာမယ်တစောင်းမလာပြညမှာအားကစားပွဲတစ်ခုလုပ်ရင်ကောင်းမလားလို့ကျုပ်စဉ်းစားမိတယ် အားကစားပွဲဆိုပါလားတကြီးရဲ့စကားကြောင့်ကျွန်ုပ်အပါဝင်အားလုံးကတန်တော်နဲ့စိတ်ဝင်စားသွားကြသည်ဘာအားကစားပွဲလုပ်ဖို့တကြီးကစဉ်းစားထားလို့လဲ မြန်မာရွေးရကြီးလက်အားကစားနည်းတစ်ခုဖြစ်တယ်ထုတ်စီတို့ပွဲလုပ်ရင်ကောင်းမလားလို့ကျုပ်စဉ်းစားမိတယ် ဟာကောင်းတာပေါ့တကြီးဟာအင်မတန်ကောင်းတဲ့အကြံပါပဲအားလုံးပျော်ပျော်ရွှင်ရွှင်စီစီလုံးလုံးဖြစ်သွားတာပေါ့ဒါပေမဲ့ကျွန်ုပ်ရဲ့ဒါပေမဲ့စကားကိုတကြီးကဆက်ပြောလိုက်သည် ဒီမဲဥဒုဘီခင်ဗျာဒါပေမဲ့ဆိုတဲ့ကိစ္စကိုကျုပ်စဉ်းစားမိပြီလား တကြီးကဘာတွေများစဉ်းစားထားပြီးပြီလဲ နံပါတ်1ဘန်နာရေးကိစ္စအဲ့ဒီကိစ္စကိုဥဒုဘီနဲ့ရမီရဖတွေကရွာထဲမှာငွေကြေးပြည့်စုံတဲ့လူတွေစီမှာအလူငွေလိုက်ကောက်ခံရမယ် တိန်ငါကောင်းငါနေပြီ နံပါတ်2ကအားကစားအဖွဲ့တွေဒါကလည်းအဖွဲ့နှစ်ဖွဲ့ကိုခွဲပြီးကစားကြမှာဆိုတော့ကစားမဲ့သူတွေရဲ့စီးရင်ကိုအာနုကလိုက်ကောက်အောင်မယ်ပြီးတော့တက်ကြီးပွဲနဲ့တန်ငပွဲနှစ်ပွဲဆော့မယ် လောက်ပြန်ပြီဘလို့နှစ်ပွဲတော့ဟုတ်လားတကြီး ဟုတ်တယ်လေဒီကောင်ကြီးကတစောင်းမုံလာပြီးညညမှာထုတ်စီတိုးပွဲရှိလို့ကြီးမနိုးပွဲမလုပ်လိုက်ရဘူးဆိုပြီးတော့လာပြကျော်တရက်နေမှာကြီးမနိုးပွဲထလုံနေမှာဆိုလို့ဒီတော့ကျုပ်တို့ထုတ်စီတိုးပွဲကိုလာပြနေမှာတပွဲလုံးမယ်လာပြကျော်တရက်နေမှာတပွဲလုံးမယ် ကျွန်ုပ်မှာအစီအစဉ်ရေးဆဲညွှန်ကြားရတယ်အင်မတန်ကွက်စစ်ရေးအင်မတန်ခေါင်းကောင်းလာတော့တကြီးကိုမချီကျူးပဲမနေနဲ့တကြီးတို့ကများဗျာစီစဉ်လိုက်လို့ကတော့ထောင်းကိုစစ်နေတာပဲ နောက်အရေးကြီးတဲ့ကိစ္စကဒိုင်လူကြီးလုံးမဲ့ကိစ္စပဲအဲ့ဒီကိစ္စကတော့တမန်သမက်ရှိရဲ့လူကိုလောက်ခိုင်းရမယ်လို့ကျုပ်စဉ်းစားမိတယ်ဗျာ ဟုတ်တယ်တကြီးရေအဲ့ဒါဘသူ့ကိုရွေးဖို့စိတ်ကူးထားလဲတကြီးကရုတ်တရက်မဖြေသေးပဲတယောက်ချင်းစီမျက်နှာကိုလိုက်ကြည့်လိုက်သည်ပြီးတော့မှ အဲ့ကိစ္စအမှန်တော့ကျုပ်ပဲဥဆောင်လုပ်တင်တာပေါ့ဗျာ လာပြီဇရာကစလာ ဒါပေမဲ့ကျုပ်မျက်စိကညဘက်ဆိုရင်ကောင်းကောင်းမြင်ရတာမဟုတ်ဘူးဒီတောင်ဝင်ကိုကျုပ်ယူနိုင်မယ်မထင်ဘူးဗျာအဲ့ဒီတော့အဲ့ဒီကိစ္စကိုဥတုပီပဲဦးစီးဥဆောင်လုပ်လိုက်ပေါ့ဗျာ ရပါတယ်တကြီးရေဟိဟိ ဒါပေမဲ့ကျုပ်စိတ်ချလက်ချနဲ့လွတ်ထားမှာမဟုတ်ဘူးနော်ခင်ဗျသေးသေးချာချာသတိထားပြီးဆောင်ရွက်ပါဦးတူပြီ ကျွန်ုပ်မှာနေရာတကာဆရာကြီးလို့လူပုံအလဲအမှတ်ယူနေသောတကြီးကိုနားချမြင့်ကက်ရကစိတ်ထဲမကြည်မနှက်ဖြစ်သွားရသည်လှုပ်ချင်လုံးလို့သို့တော့ပြန်ပြီးစောရကတက်နေလင်ကျွန်ုပ်သာရှုံးမိကိုကြိုတီထားပြီးဖြစ်ရကမကျင်းတဲ့စိတ်ကိုမျိုးသိပ်ကခတ်မစိတ်တာနေလိုက်ရတော့သည် မနိုင်၍တိခန့်ချင်းဒီလဲကောင်းပြီပေါ့လေ ထပ်ပြောနေလေလူကောင်းအလဲ၌ထပ်ပြီးအမှတ်ယူနေအောင်ပါ ထွင်းကဲဒါဆိုရင်လည်းဒီနေ့ကစပြီးလှုပ်ရှားကင်စရာရှိရတွေကိုသေသေးချာချာလုပ်ကြတော့ တကယ်တမ်းထုတ်စီထိုးဘက်အတွက်စီစဉ်သောအခါအခက်အခဲတော်တော်များများကိုတွေ့ရလိမ့်သည်ပထမဆုံးကြုံတွေ့ရသောအခက်အခဲမှာအလူငွေကောက်ခံရေးကိစ္စတကြီးပေးထားသောအလူခံရမည့်စည်ရင်းအရာတွား၍အလူခံရသောအခါအတော်တော်များများကကြီးကြောင်လောက်ကြသည်ဟာဘာလဲသူတို့ဘာသာသူတို့ထုတ်စီထိုးတာနဲ့ကျုပ်တို့နဲ့ကဘာဆိုင်လို့ပတ်စံထည့်ရမှာလဲဗျ
ရေးအားလုံးပြောဖို့တတ်ပဲလေဒါတကြီးအမိန်နဲ့တကြီးလက်ရင်းနဲ့ရေးထားတဲ့စိတ်ရင်းရာကျုပ်တို့ကလာကောက်ရတာဦးဆန်းမောင်အနေနဲ့မထည့်ချင်ဘူးဆိုလဲရပါတယ်ကျုပ်တို့ကအတင်းချက်မကောက်ခံပါဘူး ဒီအလူကံမစိုးဘူးကျွန်ုပ်ဤစကားကြောင့်ဥဆောင်မောင်ကဝမ်းသာသွားပြီမဲ့ကျွန်ုပ်နဲ့အတူပါလာတော့အလူငင်ရရှိရေးအဖွဲ့များကတော့ကျွန်ုပ်ကိုတန်တော်နဲ့ကြည်နေကြလေသည်ဟာဆရာတို့ကလည်းဘာတွေပြောနေရလဲဗျဒီအလူငွေရမလာရင်တကြီးရဲ့အပြောခံရအောင်မယ်နော် ကျုပ်သိပါတယ်ကွာကြည့်နေပါ ကျွန်ုပ်ကအလူကန်စာအုပ်ကိုကောက်သိမ်းပြီးလင်ဥဆောင်မောင်ကိုနှုတ်ဆက်ကတွားရန်ဟန်ပြင်းရင်စကားလှမ်းပြောလိုက်သည် ကဲဦးဆန်းမောင်ရေးသွားပြီပြောနောက်တိုင်သွားပြီလူခံကောက်အောင်ပါဆိုတော့ ဟုတ်ကဲဥတုပီအခုလိုဥတုပီတို့ဘက်ကနားလေပြီးတော့ကိုကျေးဇူးတင်ပါတယ်ဗျာ ကျွန်ုပ်ကိုကျေးဇူးတင်ဖို့မလိုပါဘူးဗျာကျွန်တော်တို့ကတာဝန်ပေးထားလို့လာရတာပါဦးဆန်းမောင်လူငွေမထည့်တဲ့အကြောင်းတကြီးကိုပြန်ပြောလိုက်တာနဲ့ကျွန်တော်တို့တာဝန်ကကြေသွားပြီလေနောက်တစ်ခုကအလူငွေမထည့်တဲ့အတွက်ကြီးမနိုးဝဲညမှာဖြစ်လာမယ့်ကိစ္စတွေကိုတကြီးကတာဝန်ယူမှာမဟုတ်ဘူးတဲ့ပြီးတော့အဲ့ဒီအိမ်တွေကိုလည်းကြီးမနိုးဝဲလုပ်ဖို့လွတ်လွတ်လပ်လပ်ခွင့်ပြုပေးမယ်တဲ့သွားရင်တော့ဦးဆန်းမောင် ဟင်ကျွန်ုပ်ဤစကားကိုကြားလိုက်ရတော့ဥဆောင်မောင်မှာငကိုကပြူးကျင်နေသောမျက်စိအစုံသည်လင်ခွင်းလောင်နေပါထပြူးသွားပြီးအထိတ်တလန့်ဖြစ်သွားရှာသည်ဟာတကယ်လားဥတုပီဒါဆိုမဖြစ်ဘူးအလူငွေထည့်ရမယ်ပတ်စံထက်ကြီးမနိုးဝဲလုပ်လို့ဆုံးရှုံးရမယ်ထက်ပြင်းရမယ်စိတ်ညစ်ရမယ်ကိစ္စတွေကပိုဆိုးတယ်အလူငွေမထည့်တဲ့အတွက်တကြီးရဲ့အပြောဆိုကလည်းခံရအောင်မယ်ဒီတော့လွတ်လွတ်ကျွတ်ကျွတ်အလူငွေထည့်လိုက်တာပဲကောင်းပါလေဗျာ ဒါဆိုရင်လည်းဦးဆန်းမောင်တော့ပဲဗျာဟေးလာဟေ့ဒီမှာဦးဆန်းမောင်ကိုစင်းလာဖွင့်ပြီးတော့အလူငွေလာယူလေအောင် ကရုညံများတယ်ကျွန်ုပ်လည်း EView အဖြစ်ကျွန်ုပ်တို့တာဝန်ကြသောအလူငွေကောက်ခံရေးကိစ္စကိုအောင်မြင်စွာဖြင့်ပြီးစီးသွားစေတော့သည်ဆရာတူတူကတော့ပိုင်ပါတယ်ကွာ မင်းဆရာဟုတ်ကွာ ငါနော်ကျွန်ုပ်တို့ဤအလူငွေကောက်ခံရေးကိစ္စမှာချောချောမွေ့မွေ့အောင်မြင်ခဲ့တော်လဲမထင်မှတ်ပဲဒုတိယကိစ္စမှာအထစ်ထစ်ငေါငေါဖြစ်လာခဲ့သည်ထိုကိစ္စမှာထုတ်စည်းတုံးမယ်များဤကိစ္စရေးပင်ဖြစ်သည်လွယ်ကူမြူထင်ခဲ့သောထိုကိစ္စမှာကျွန်ုပ်တို့အားလုံးခေါင်းခဲရချေဘလို့လဲတကြီးကစားကြမယ်အားကစားမယ်တွေတယောက်မှမရသေးဘူးဟုတ်လား ဟုတ်တယ်ဦးတို့ပြီရေကျုပ်တော့ခေါင်းအောင်6လာကျုပ်စီစဉ်ထားတဲ့ပွဲတော့ဖြစ်မှာဖြစ်ပါမလားတော့စိုးရိမ်မိတယ်ဗျာဝိုင်းပြီးကူစဉ်းစားပေးကြပါဦး ။အိုးမဖြစ်လို့တော့ဘယ်ဖြစ်မလဲတကြီးရဲ့ဒီမှာအလှငွေတွေတောင်ကောက်ပြီးသွားပြီဥစ္စာဖြစ်အောင်တော့လုပ်ရမှာပဲဒါနဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဒီကိစ္စအလွယ်ကူဆုံးပဲဥစ္စာနည်းနည်းတော့ရှင်းပြပါဦးဗျာ အလွယ်ဆုံးမလို့ခတ်သွားတာပေါ့ဦးတို့ပြီယာကျုပ်ကထုတ်စည်းထိုးဖို့ပြန်ရင်တဲ့ကစားသမားတွေကိုလာပြီးဆင်းပေးလို့ရတယ်လို့ကြေညာလိုက်တယ် အဲ့ဒီတော့ အခုချိန်ထိတရားအောင်မှလာပြီးဆင်းမပေးကြသေးဘူးလေအဲအကြောင့်ခတ်နေတာပေါ့ ဘာဖြစ်လို့ပါလဲဒါဆိုရင်ဒီလိုလုပ်ရင်ကောင်းမယ်တကြီး ပြောပါဦး တင့်တော်တဲ့သူတွေကိုကျွန်တော်တို့ဘာသာစစ်စစ်ရွေးချယ်ပြီးတကြီးရဲ့ဗီဒီယိုအာနာနဲ့မကစားလို့မရဘူးဆိုပြီးအမိန့်သုံးလိုက်ရင်ရောအဆင်ပြေသွားမယ်ထင်တယ်ကျွန်တော်လည်းအလူငွေကောက်ခံခြင်းကရရှိထားသောအတွေ့အကြုံရတကြီးကိုအကြံပေးလိုက်သည် ဦးတို့ပြီကြံမစိုးဘူးဒါဆိုရင်လည်းကစားမဲ့သူတွေအစင်းကိုခင်ဗျားတို့စဉ်းစားပြီးရေးပြီးရင်ကျုပ်ကနေအမိန့်ထုတ်ပြီးတော့လက်မှတ်ထိုးပေးလိုက်မယ်ဟုတ်ပြီလား ထိုးမယ်ဆိုတာကြီးပဲကျွန်ုပ်တို့လည်းကစားရမည့်သူစင်းများကိုခေါင်းချင်းဆိုင်ကစူစီစင်းထုတ်လိုက်သည်ဒေါ်သိမြင့်ကိုထည့်ရမလားဥတုပီ အေးထဲလိုက်မင်းမရှင်မြင့်စုကိုလည်းထဲလိုက်ကွာ တကယ်တမ်းကျတော့စင်းထုတ်ရတာတော့မလွယ်တကယ်ကစားနိုင်မည့်သူများကိုစဉ်းစားရွေးချယ်ရသည်မပူရောထည့်ရမလား ဟာ तू ကဟိုတနေ့ကလေးဖျန်းသွားလို့တဲ့သွားမလို့ပါနဲ့မောင်ရ တက်ကြီးပွဲတက်ငယ်ပွဲနှစ်ပွဲဖြစ်နေလေတက်ငယ်ပွဲအတွက်နှစ်ပွဲတက်ကြီးပွဲအတွက်နှစ်ပွဲအားလုံး၄သင်းစာအတွက်စင်းပြုစုရသည်မှာအင်မတန်အုံနောက်စားလာ လေးသင်းစာလူစင်းစဉ်းစားရတာလေညအေးတော့ပြက်သွားတယ်ဟိုး ပြီးတော့မှတကြီးလက်မှတ်ယူကအိမ်နာယာရောက်စရင်ယူစရင်ကောက်ဖြင့်အလုပ်တွေရှုပ်နေတော့သည်အိမ်နာယာရောက်တွားရောက်၍စရင်ယူရသောအခါသူတို့အဖေကြောင့်စရင်မပေးသေးကြသည်ကိုသဘောပေါက်ရချေသည် ဟေးဒီမှာနှင်းမုံကိုလာပြီးစင်းရေးပေးလိုက်ပါအောင်ဟဲ့နှင်းမုံနေသမ်းပါအောင်နင်းကငါတို့စင်းလာပေးကြပါဆိုတော့ကကြဘာလို့မလာပဲပြောစမ်းပါအောင် ဟာဦးကြီးတူပီကလည်းကျမတို့ဘာသာအိမ်မှုကိစ္စတွေနဲ့မအားလဲရတဲ့ကြားတယ်ဒီကစားပွဲကြီးနဲ့ဆိုရင်ပို့ပြီးအလှရှုံမှာစိုးလို့ပါ ဟာထိုးစီထိုးပဲညဘက်မှာကစားရမှာလေ ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ ဒါပေမဲ့ဘာဖြစ်လဲပြောစမ်းပါအောင် ဒါပေမဲ့ကျမတို့ကကစားနေကြလဲမဟုတ်ဘူးပြီးတော့လူတွေရှိကစားရမှာဆိုတော့ရှက်စရာကြီးယခုအဖြေကိုကျွန်တော်ကောင်းကောင်းကြီးရိပ်စားမိကြပြီကျွန်ုပ်တို့တောသူတောင်သားကျေးလက်ပြိုပြိုလေးများဤရိုးသားပုံမှာရှစ်စရာပင်ကောင်းပေသေးသည်မြို့ပြနိုင်ငံဒေသအနှံ့ပြားတွင်ခင်မီဆန်းပြသောတိုးတက်မှုနှင့်အညီရှစ်စရာဟုထင်ရသောအရာမှာမင်းမီပြောက်ွယ်လူနီဖြစ်လင်စကားကျွန်ုပ်တို့ကျေးလက်ဒေသများမှာမူမြဲမြံစွာအခြေတည်နေသည်ကျွန်ုပ်မှာကလေးမလေးများအားကစားစိတ်ဓာတ်ထားမှာတညင်တကြွန်တည်းရှိပေကြမည်ဟုသဘောပေါက်လျက်သူတို့ကိုယ်စားဝမ်းသာဂုဏ်ယူနေမိတော့သည် ဟာရတယ်ကျင်းတဲ့ဂုံယူတယ် အားလုံးကလက်မခံမကစားနိုင်ဟု၏တညီတကြွန်တည်းခေါင်းခါလိုက်ရင်ဖြင့်ကျွန်ုပ်အစီအစဉ်ပြပြသွားစီမည်အရေးကိုကြိုတင်တွေးထားမိသဖြင့်ဖြောင်းဖြောင်းပြပြဆွဲတရားဟောရပြီးတော့သည် အော်ဒါရရရကိစ္စပဲလေကွာဒီလုံးမှမလုပ်ခဲ့ရင်လည်းအဲ့ဒီနေကြရင်ကြီးမလုံးဝဲလောက်တာနဲ့ပြဿနာရဘောင်းဆောင်တက်နေအောင်မှာ ဟုတ်တော့ဟုတ်ပါတယ်ဦးကြီးတုပီရဲ့ဒါပေမဲ့ကျမတို့ကတွက်တာပေါ့
ပြီးတော့တကြီးကိုလည်းကြောက်တော့ကစားရမှာပေါ့ဦးကြီးတူပီရဲ့တရွာလုံးကိစ္စဆိုတော့ဘယ်တက်နိုင်မှာမလဲတော်ကြတကြီးကအမြင်ကပုံမှန်နဲ့ပြောနေအောင်မယ် တက်ငယ်ပွဲအတွက်ကစားကြမိမိမ့်မပြိုလေးများကိုဤကဲ့သို့ဖြင့်စီယုံအစဉ်ပြေကစည်ရင်ကောက်ယူနိုင်ခဲ့တော့လေတက်ကြီးပွဲများအတွက်ကစားကြမိသူများကိုစည်ရင်လိုက်ကောက်သောအခါအခက်အခဲများစွာရင်ဆိုင်တွေ့ရလေသည်တခြားမပြောနှင့်စည်ရင်ထက်ခံရသောကျွန်ုပ်၏မဟေသည်မသိမြင်ကစားပြီးခါခါတီးတီးညှင်းဆန်လေသည် ဘာရဲ့အလိုတော့ကတုပီရှင်တို့ယူမြန်နေကြပြီလားဟင်ဒီရွယ်ကြီးကြမှာကျုပ်တို့ကထုတ်စီထိုးတန်းဆော့ရအောင်မယ်ဟုတ်လားပြောစမ်းပါ မြင်ရလဲကွာဒါရရကိစ္စပဲလေကွာပြီးတော့မြင်တယောက်တည်းမှာမဟုတ်တာ ကျွန်ုပ်၏လေချိုသွေးကလေပြေလေးနှင့်ဆွဲဆောင်နေသောအတန်မှာအောင်မြင်သည်လားမအောင်မြင်သည်လားတော့မသိမသိမီထစ်ချုံတန်ကတော့ဘဝညံသွားကြသည် အောင်မဲရရေးရရေးကိစ္စဆိုပြီးလာရောမချနဲ့ကျုပ်တို့ကရရေးရရေးကိစ္စတာရေးနာရေးကိစ္စဆိုဘယ်တော့ကမငင်းဘူးလို့လဲရှေ့ဆုံးကရောက်နေပြီးသားမိမပါတော့ ဟုတ်တယ်လေအဲ့ဒါကြောင့်မို့လို့လေမြင့်ကိုစင်းနဲ့ထည့်ထားတာဗော ဒီမှာကတုပီရှင်နဲ့တကြီးတို့ရဲ့ကရုံးပြောင်ပြောင်နေမှာရှိတဲ့အတွေးအခေါ်တွေကတလွဲကြီးပဲ ဟာတူတူပြောပါဟာ ကျွန်ုပ်မှာနေရင်ထိုင်ရန်တကြီးနဲ့ကျွန်ုပ်အပေါ်ဆွဲချက်တင်နေတော့မသိမြင်ကိုကြည့်ပြီးမိကဲ့သို့စီယုံရမှန်းမသိဖြစ်နေပြီတော့သည် သူများတွေတော့စီးယုံနိုင်ပြီကိုမိမမစီးယုံနိုင်ဘူးဆိုရင်ငါတော့တိတ်ခါကြပြီ ကျုပ်ကတော့ပြောစရာရှိတာပြောရမှာပဲဘယ်နဲ့တော့သူတို့ဘာသာကြီးမနိုးဘွဲကအကောင်တွေကိုမနိုင်တာနဲ့ကြားတဲ့ကဒီကောင်မတွေကလူလေကောင်မအသက်ကြီးမှကမြင်းကျော်ထပြရအောင်မဲ့တဲ့ဟမ်တော်တော်ကောင်းတဲ့အုံနောက်တွေရှင်တို့ဒီလိုလုပ်မဲ့အစားအဲ့ဒီနေ့ကျရင်တကြီးဥဆောင်ပြီးရှင်တို့ရွာကလူတွေအားလုံးမအိပ်ကြဘဲနဲ့ကင်းဆောင်ကြပါလားဒါဆိုဘယ်သူမှကြီးမနိုးဘွဲလုပ်ရကြမှာမဟုတ်ဘူး အမ် မသိမြင်ပြောသောအချက်ကိုကျွန်ုပ်တို့ဘာကြောင့်မတွေးမိရပါလဲဟုကျွန်ုပ်ကိုကျွန်ုပ်အပြစ်တင်ပြီးတော့သည် ညံ့မှာကွာညံ့မှာ အင်မတန်လွယ်ကူသောအဖြစ်ကိုဘာကြောင့်အလွယ်တကူမဖြစ်အောင်ဇရားတွေရှုပ်အောင်လုပ်ရပါသနည်းဟုတရင်ကအတွေးရှုပ်မိလေတော့သည်ဒါကြောင့်တခါတရံမိမတွေရဲ့အတွေးခေါ်သည်ယောက်ျားများထက်တာလွန်ရပြီဟုရှေးပညာရှိများကဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည် အစည်းအဝေးလုပ်တဲ့နေ့ကဒင်းကိုခေါ်သွားတာအကောင်းသားအခုတော့ငါမှမောလို့ကိုမဆုံး သို့ပေမဲ့ဇလန်းကစားခဲ့သည်မှာတဝက်လောက်ရောက်နေပြီမို့မထူးဆက်ခင်းရပြီတော့သည်နောက်တစ်ချက်အစိုးဆုံးမှာတကြီးကသူစီစဉ်ထားသည်ကိုပယ်ဖျက်လိုက်သည်ဟုဆိုကအကြည့်အကျယ်ဒေါသပုံထားလိုက်မိမှာရရပြီရှိမည်မထင် ဘာကွာ တကယ်တည်းမှာပဲကို့အလုံးနဲ့ကိုရှုပ်ရတဲ့အထက်ဘာအကျိုးမြတ်မှမရှိအာရ အကျိုးမြန်ဟာဟုတ်ပြီအကြံရပြီကွာ ကျွန်ုပ်မှာမသိမီတဖြစ်ထောက်တော့အတန်များကိုနားထောင်ရင်းမှသူ့စကားတစ်ခွန်းကြောင့်လက်ခနဲ့အကြံတစ်ခုရသွားသည် ဟုတ်ပြီ အကျိုးမြတ်ရှိမှသာစိတ်ဝင်စားသောမသိမြင်အတွက်တေချာပေါက်ဆွဲတရားဟောနိုင်မိအချက်ကိုကျွန်ုပ်စဉ်းစားမိလိုက်သည် သူယူနဲ့သူပြန်ထုံးမယ်ပေါ့လေမြင်ကလည်းကွာဒါအကျိုးမြတ်ရှိမယ်ကိစ္စပါကွာမြင့်အတွက်လည်းတေချာပေါ့အကျိုးမြတ်ရှိမှာ ဘလူကတုပီပြန်ပြောစမ်းမအောင်ကျုပ်ကအကျိုးမြတ်ရမယ်ဟုတ်လား ဟုတ်တယ်လေမြင့်ကိုတို့ရှင်းပြမယ်နားထောင် အကျိုးမြတ်ဆိုသည်နှင့်မသိမြင်မှလည်းခေါင်းလဲထောင်နားလဲထောင်တကိုယ်လုံးထောင်ကအာယုံဆိုင်နားထောင်သည် တင်းတော့ဟတ်တီသွားပြီဒီလိုကွာထုတ်စီးတိုးပွဲမှာနိုင်စူပေးမှာကွာ ဟင်းရှင်းဟာကလည်းမရေမရနဲ့နိုင်အောင်မကိုတော်စမ်းပါရှင် ပထမစကားတစ်ခွန်းနဲ့တင်စိတ်ပြက်အာရော့သွားသောမသိမြင်ကိုကျွန်ုပ်ကစိတ်သက်စစ်စင်ရေးဖြူပါကိုတုံးလိုက်ရသည် မာယာတွေကလည်းများပါကတပီဟာမြင်ကလည်းကွာအကင်းပါဆိုရင်ညံ့မှာကွာအကွက်ရအောင်တွဲထားအောင်ပါဟင် သူကပဲပြောရတယ်ရှိသေးကဲပြောစမ်းမအောင်ရှင်းဆိုလို့ရင်းကို ဒီဝဲမှာဒိုင်လူကြီးလုံးမဲ့လူကကျွန်ုပ်လေကျွန်ုပ်မြင့်ရယောက်ျားအရင်ခောက်လေးဒီလောက်ဆိုသဘောပေါက်ပြီလား ကျွန်ုပ်မှာကျွန်ုပ်၏တမာရီကိုကောင်းစွာယုံကြည်ရကမလွဲမရှောင်သာစီယုံရင်နီးပြူဟာအတွက်တုံးလိုက်ရသောစကားအပေါ်တွင်နောင်တလုံးအောင်မရခဲ့သည်မှာအမားကြီးမားခဲ့သည်ကိုနောက်အခါတွင်သိရှိခဲ့ရသည် အင်းကျုပ်သဘောပေါက်ပါပြီတော့ မင်းသဘောပေါက်ရင်အဲ့ဒီကိစ္စကိုကောင်းထဲမှာပဲကိုထားအပြင်းမပေါက်ကြစေနဲ့သူများကြီးကြားသွားရင်မကောင်းကြလား အောင်မဲဒီလောက်တော့ကျုပ်သိပါတယ်တော့ ကျွန်ုပ်မှာမသိမြင်အညာကိုကင်မိရကနောက်ထပ်လုပ်ငန်းစဉ်တစ်ခုအတွက်ဆွဲတရားထပ်ဟောရချီတော့သည် နောက်တစ်ခုရှိသေးတယ် ပြော မသိမြင်မှာကျွန်ုပ်ထံမှပေါ်ထွက်လာမည့်စကားကိုငန့်လင့်လျက် ရွာထဲကအထည်တိုင်းမှာမြင်ကြိုက်တဲ့ပါတိတ်တဲ့စုံအကျွေသွားဝင်နိုင်တယ်ကျွန်တော်ဒီရက်ထဲမှာတားကောင်ရှာပေးမယ် ဟဲတကယ်လားဟင်ကိုတို့ တကယ်ပြောတာဗောဒါပေမဲ့မြင်ကလည်းကျွန်တော်ကိုတခုတော့ပြန်လုပ်ပေးရမယ် ပြောကိုတို့ပြောမြင်ပါလို့ပြရမလဲနင်းပြရမလားနှိပ်ပြရမလား မဟုတ်ဘူးအခုထုတ်စည်းတိုးပဲအတွက်မြင်းတို့တက်ကြီးဝဲမှာကစားဖို့လူတွေကိုမြင်းကလိုက်စီးရုံးပြီးစင်းကောက်ပေးရမယ် အိုးဒါလေးများမြင်တို့ကပြင်းအောင်ပြင်းသည် တေးကြရဲ့လားမြင်းရဲ့တော်ကြ ဒီလောက်ကိစ္စလေးကိုတို့ခေါင်းစားမခံပါနဲ့အခုအိမ်မှာနားနားနေနေလိုက်ဟုတ်ပြီလားအခုကျမအထက်ဆိုင်မှာပါတိတ်သွားယူပြီးအပြန်ကြရင်ကစားမဲ့သူတွေရဲ့စင်းမှာပါလာစီရမယ်စိတ်ချ အပြောကတော့ချောနေတာပဲသူ့ပါတိတ်ကိုသွားယူတာကအရင်
ငါတော့ခံရပြီထင်တယ် ကျွန်ုပ်မှာအိမ်ပေါ်မှာတမင်ပြူမာလေးအလားပေါ်ပါတက်လက်စာပြေးဆင်းသွားသောမသိမြင်ကိုကြည့်နေရင်မှစိတ်လိုလက်ရမသိမြင်တဲခင်းပြီးသောအဖန်ရင်နှင့်စိတ်သားကြောက်ကိုအရသာခံစားတော့ရင်မသိမြင်ပြန်လာကိုထိုင်ဆောင်နေလိုက်သည် ပါရိတ်တစ်ထဲတန်မှုကတဲလဲတာသွားပါလား ထမင်းအိုးတစ်လုံးကြက်ခန့်ကြာသောအခါလက်ထဲတွင်အထုပ်တစ်ထုပ်ကိုဆွဲလျက်မသိမြင်ပြန်ရောက်လာသည် ကိုကိုတို့ရေစောင့်နေရတာပြင်းနေပြီလား မသိမြင်ကပျော့ပျော့ဆူဆူအိမ်ပေါ်ရောက်သည်နှင့်လက်ထဲကအထုပ်ကိုဖြီချလိုက်သည် ကိုကိုတို့ဒီမှာကြည်စမ်းဒီအစင်းလေးမလာဘူးလားဟင်ဟိဒီအစင်းလေးကဒီမနက်ကမှရောက်တာတဲ့ကိုကိုတို့ရဲ့အမြင်တော့ကန်ကောင်းတာပဲနော် ကျွန်ုပ်မှာကျွန်ုပ်သိကျင်သောအဖြေကိုအရင်မပေးသေးပဲသူ့ကိစ္စကိုသာရေးကြီးခွင်ကျဲလုပ်နေသောမသိမြင်ကိုစိတ်မရှိနိုင်ပဲဖြစ်ရချေသည် ကျွန်တော်ရဲ့ကိစ္စကိုအဆင်ပြေခဲ့ရလား အော်ပြောထားတာပဲဒီလောက်ကိစ္စကိုများစကားတွေထည့်ပြောနေစရာမလိုပါဘူးလို့ယော့ဒီမှာကစားမဲ့သူတွေရဲ့စရင် မသိမြင်ကအောင်နိုင်သူမျက်နှာဖြင့်ကျွန်ုပ်စီကိုကမ်းပြီးသောစာရွက်ကိုကြည့်လိုက်ရမှကျွန်ုပ်မှာလွန်စွာအံ့အားသင့်သွားစေရသည်ရှုပါလောစာဖတ်သူမသိမြင်၏စရင်တွင်ပါဝင်ကစားမိသူများစရင်မှာထုတ်စီးတို့ကစားရာတွင်ပါဝင်ရမည့်နှစ်ဖက်အသင်းသားအရေးအတွက်ထပ်ပြီးပိုနေသည်မဟုတ်ပါလော အလိုတဲဟုတ်ပါလား ကျွန်ုပ်မှာဤတစ်ချိန်တစ်ခါတွင်တော့ကျွန်ုပ်၏ဇနီးမသိမြင်အပေါ်လွန်စွာအထင်ကြီးသွားရချီတော့သည် မင်းကဒီလိုဆိုတော့လေရမ်းတော်ပါလားကွာ ကျုပ်ပြောသားပဲအတိမွားပါစို့ဟိ ဟုတ်ပါ မိတို့ပင်ဖြစ်စီကျွန်ုပ်ခေါင်းခက်ရသောကိစ္စကြီးမှာအစဉ်ပြေသွားရပြီမို့ကျွန်ုပ်လည်းတကြီးအိမ်သို့ဝမ်းသာအားရပြေးလွှားလိုက်တော့သည်တကြီးမှလည်းကျွန်ုပ်၏လုပ်ရက်ကိုဝမ်းမြောက်ဝမ်းသာချီကျူးထောပနာပြုတ်တဲ့ဖြင့်ကျွန်ုပ်မှာမျက်နှာပန်းအလှကြီးလှနေတော့သည် ဥတုပြီခင်ဗျတော်ရဗျာကျုပ်လူရေးမှန်သွားတယ်ပြီးမြောက်အောင်တော့ဆက်လို့ဗျာ စိတ်ချပါတကြီးကျွန်တော်အောင်မြင်အောင်စွမ်းဆောင်ပါမယ် ထန်တလက်မှတ်တော့ယူလိုက်ပြီ အခန်းလေးကြုံတိုင်းရာမှအားကစားမယ်များတစောင်းမုန်းလာပြည့်နေ့သို့ရောက်လာကြပြီအားလုံးစိတ်ဝင်စားမျောလင့်ဆောင်စားနေကြသောအချိန်အခါသို့ရောက်လာသဖြင့်တရွာလုံးတက်ကြွနေကြသည်မနေ့ဝေလီဝေလင်းကလေးကစပြီးတရွာလုံးလှူကြတန်းကြနှင့်လှုပ်ရှုပ်နေကြသည်ညနေပိုင်းတွင်အားလုံးကတကြီးအိမ်ရှိတွင်စူယုံရောက်ရှိလာကြသည်လာဟေးရှိကရအောင်သွားကြမယ်ယခုပွဲတွင်မတော့နာမည်အကြီးဆုံးမှာမြဲစာတွတ်ပြီးဖြစ်သည်ဟုစာရှုသူများသဘောပေါက်လောက်ပြီးဖြစ်ကြောင်းကျွန်ုပ်နားလည်မိသည်ပွဲမစခင်ကတည်းကအောင်မြင်စွာဖြင့်ဆောင်ရွက်ခဲ့သောကျွန်ုပ်၏ပြောင်မြောက်လာသောလှုပ်ဆောင်ချက်များအကြောင်းယခုအချိန်တွင်ကျွန်ုပ်ကိုအထင်ကြီးခြင်းများစွာဖြင့်ရှိနေကြပေလိမ့်မည်ဥတုဘီယေဒီမှာစင်းရင်တွေ ကောင်းစပီ ဥတုဘီယေဒီမှာကစားမဲ့သူတွေလာနေကြပြီဟဲ့ကစားမဲ့သူတွေလာနေကြပြီတဲ့လက်နဲ့ရှင်းပေးကြပါအားကစားသမားတွေလာနေလို့ပါ ဟဲကစားမဲ့သူတွေကိုကြည်စမ်းပါဦးဟာမိုက်မိုက်ဟေး ကစားသမားများကိုတွေ့မြင်လဲရသည်နှင့်ရွာသားများအားလုံးတအံ့တော်ဖြစ်ကုန်ကြသည် လူတွေတောင်မှားတယ်ကြည်စမ်း ဟုတ်ပါရဲ့တို့ရွာကသူတွေမခေပါလားကွာဟဲ့ ဟုတ်ပါ ရွာသားများအံ့ဩမည်ဆိုလေလဲအံ့ဩလောက်ပါပြီသည် ဟိုက်ရပါ အားကစားမယ်များအားလုံးသည်အသင်းလိုက်တူညီဝတ်စုံများကိုဝတ်ဆင်လျက်တက်ကြွစွာလှုပ်ရှားနေကြသည်အားကစားဝတ်စုံများကိစ္စကိုဤနေရာ၌ကျွန်ုပ်အနည်းငယ်ရှင်းပြပါအံ့ကျွန်ုပ်တို့အားကစားပွဲကျင်းပမည်ဆိုသောသတင်းသည်မြိုင်သာဈေးထဲသို့ပြန့်လွင့်သွားခဲ့သည်ဤသတင်းကြောင့်မြိုင်သာဈေးထဲမှကုံစုံဆိုင်ပိုင်ရှင်ဦးကောင်းမြတ်ကကျွန်ုပ်တို့ထံသို့ဝင်၍ညှိနှိုင်းဆွေးနွေးခဲ့သည်တကြီးနဲ့ဦးတုတ်ဘီကိုကျွန်တော်တခုလောက်ဆွေးနွေးခြင်းပါတယ် ပြောပါဥကောင်းမြတ် ဒီလိုပါအခုကစားမဲ့အားကစားပွဲအတွက်အားကစားဝတ်စုံတွေကိုကျွန်တော်ဘက်ကပံ့ပိုးကူညီခြင်းပါတယ် အားကစားဝတ်စုံပံ့ပိုးခြင်းနဲ့ဟုတ်လား ဟုတ်ပါတယ် ဒါဆိုရင်လည်းကောင်းတာပေါ့ဗျာကျုပ်တို့ဘက်ကဝမ်းသာအားရကြိုးစိုးလက်ခံပါတယ် ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ဘက်ကလည်းတကြီးတို့စီမှာအကူအညီပြန်တောင်းစရာလေးတစ်ခုရှိပါတယ်ဦးကောင်းမြတ်စကားကြောင့်ကျွန်ုပ်တို့မှာနားမရှင်းအောင်ဖြစ်သွားရသည် ခင်ဗျားဆိုလို့ရင်ကိုကျုပ်တို့နားလည်အောင်ရှင်းပြပါဦးဥကောင်းမြတ်ရဲ့ ဒီလိုပါခင်ဗျာအခုအားကစားအပွဲအတွက်လိုအပ်မဲ့အားကစားဝတ်စုံရဲ့လူကြီးတွေနဲ့အားကစားသမားတွေအတွက်ဧည့်ခံကျူမွေးအစီအစဉ်တွေကိုကျွန်တော်ဘက်ကပံ့ပိုးကူညီပါမယ်ဟိုတကြီးတို့ဘက်ကကျွန်တော်ကိုတစ်ခုလောက်ပြန်ကူညီပေးပါ ဘာလဲပြောလေ ဟိုတင်တကြီးတို့ကြုံနိုင်ရမှာကျွန်တော်သမီးအတွက်စတိုးဆိုင်တစ်ခုလောက်ဖွင့်ပေးခြင်းလို့အဲ့ဒါလीတစ်ခုလောက်တော့ကူညီပေးပါဗျာကျွန်တော်မှာစီးပွားရေးလုပ်ငန်းရှင်ပြီးသားစာဖြင့်ရှေးရေးအတွက်လမ်းခင်းနေသောဦးကောင်းမြတ်ကိုချီးကျူးစွာကြည့်လိုက်၏တော်ရှာပါပြီတော်ပါပြီ တကြီးထံမှထွက်ပေါ်လာမည့်အဖြစ်ကိုဦးကောင်းမြတ်နီးတူကျွန်ုပ်လည်းနားဆွင့်နေလိုက်သည်တကြီးကသူ့၏ခေါင်းပြောင်ပြောင်နဲ့မျက်နှာပြည့်ပြည့်ကြီးကိုတပတ်နှစ်ပို့ရင်ခိတ္တာမြစဉ်းစားလိုက်ပြီး ဥကောင်းမြတ်ပြောတဲ့ကိစ္စကျုပ်တို့တော့အခက်အခဲမရှိပါဘူးကျုပ်တို့ရွာမှာလည်းစတိုးတိုင်ကောင်းကောင်းတစ်ခုတိုးတော့ရွာသားတွေလည်းဝယ်ရချမ်းရအဆင်ပြေတယ်ပို့ပြီးတော့လည်းစီကားလာမယ်ဒါပေမဲ့လေ တကြီးဒါပေမဲ့ကြောင့်ဦးကောင်းမြတ်ကတကြီးရှိသူပုံမတိုးကကနားဆွင့်လိုက်သည် ဒါပေမဲ့ဥကောင်းမြတ်ပြောတဲ့ကိစ္စကိုတော့ဖြစ်အောင်လုပ်ပေးရမယ်နော် ဟာတကြီးရေကျေးဇူးတင်ပါတယ်ကျွန်တော်ဘက်ကအကောင်းဆုံးဖြစ်အောင်လုပ်ပေးပါမယ်ဦးကောင်းမြတ်ကဝမ်းသာအားရနေဖြစ်ကသူ့လွယ်လာသောဟမ်းဘက်ဤဖောင်ဖောင်ကြီးထဲမှအထုပ်များကိုထုတ်ကကျွန်ုပ်ရှေ့သို့တိုးကချထားလိုက်သည်
ခုမှတတိရတယ်စကားကောင်းနေတာနဲ့မေ့နေလိုက်တာဗျာဒီမှာကျွန်တော်သမီးပေးလိုက်တဲ့လက်ဆောင်တွေဒါကတကြီးနဲ့တကြီးကြော်ဖို့ယော့ဒါကဥတုပီနဲ့ဥတုပီကြော်ဖို့စီးပွားရေးအတွက်အကွက်မြင်လက်မြင်သောဥကောင်းမြတ်ဤအကွက်ကြကြစီစဉ်တက်ပုံများကတော့လက်ဖျားခါလောက်ပါသည်ဤနည်းဤပုံဖြင့်ရရှိခဲ့သောအာကစားဝတ်စုံများကိုစင်တူဝတ်ဆင်ထားကြလျက်ကျုံတန်းရွာမှအာကစားမယ်များခြိတက်လာကြပုံမှာအင်မတန်ကြည့်၍ကောင်းလာပေသည် ခြေစလုံးလေးများပြေးကြိုက်ခြင်းရာ တက်ငယ်ပွဲအတွက်ရှေ့ဆုံးမှာခြိတက်လာကြသောကျုံတိုင်းပြိုဖြူလေးများမှာလန်းဆန်းနှုပြိုလျက်ရှိကြသလိုနောက်မှခြိတက်လာကြသောတက်ကြီးပွဲအတွက်မသိမြင်အပါဝင်အားကစားမေကြီးများမှလည်းအိမ်တီရရတီတီငင်ငင်နဲ့ဝိုင်းရဲ့ကစားသမားကြီးများနေပဲလာရောက်အားပေးကြသောပရိသတ်များမှလည်းအုံကျွတ်ကျွတ်တဆင်စကားကြား၍ရွာနီးချုပ်ဆက်မှလာရောက်ကြည့်ရှုကြသောပရိသတ်ကလည်းရှိသေးသည်မြန်မြန်မောင်းပါဟဲ့နောက်ကြနေပါမယ် မိပါတယ်ဗျဟဲ့နော် အစိုးဆုံးကရွာထဲကကာလာသားတစ်တိုက်ပင်ဒီကောင်နေလာကြရှေ့ကရောက်အောင်တိုးကြည့်ကြမယ် ဟုတ်တယ် အနီးကကြည့်ကြရအောင်ဟေးဒီလိုအခွင့်အရေးမျိုးကရာတောင်းရခဲ့တယ်တိုးဟေး တိုး ဟာဘယ်နဲ့ကြောင့်ဒီလောက်တိုးရတာလဲဗျ အာဒီမှာတက်နေမိပြီနည်းနည်းတော့တိုးမယ်နော်တိုးမယ် အားလုံးတည်းတင်ကြိုတင်အကွက်မြင်သူမှာဘိုက်ကလေးနဲ့လူပြိုကြီးစော့တင်ပါအားကစားမင်းများကိုတွေ့သည်နှင့်နှစ်ယောက်သားတီးတိုးတိုင်ပင်ပြီးလှစ်ခနဲပျောက်သွားကြသည်ပြန်လာကြတော့တပြေပန်းတွေတပွေးတစ်ပိုင်းနဲ့ပြီးတော့လူအကြီးကိုတိုးဝေကအားကစားမင်းများစီသို့ရောက်အောင်သွားသည်ဘေးကို VIP တွေလာနေတယ်လမ်းဖယ်ကြပါ ဘေးက VMB တွေရွာထဲရောက်လာပါလေ လက်ထဲမှာတပေပန်းစည်းများကိုအားကစားမယ်များကိုတယောက်ချင်းစီကမ်းပေးနေလေသည် အောင်မြင်ပါစေညီမလေး ကိုဘိုက်စူတောင်းပေးနေမယ်နော်ဟီဟီကျွန်ုပ်မှာဘိုက်ကလေးနဲ့စောကြီးတို့၏လောက်ရက်ကိုသဘောကျမိသည် ဒီကောင်နှကောင်တော့ကွာဒါမျိုးကြအကွက်မြင်မှ တကြီးမှလည်းရုတ်တရက်အံ့ဩနေပြီးဘာလို့ရမှန်းမသိဖြစ်နေချီတော့သည် ဟာဥတုပြီဟိုမှာခမရကောင်နှကောင်လုံးလှုပ်ဆမ်းမအောင်ဗျာတော့ကြရိုးရိုးတည်းဖြစ်ကုန်လို့ပွဲပြတ်ကုန်မယ် ကျွန်ုပ်မှာလူပြိုကြီးနှစ်ယောက်၏ယာတောင်းရခဲ့အခွင့်အရေးကိုလက်မလွတ်စေခြင်းရကာ အော်တကြီးနေအခုနေသွားပြောလိုက်အချင်းကြီးကတမျိုးတစ်ဖုံဖြစ်သွားမှာပေါ့ ဘာဖြစ်လို့ အားသားသမားတွေကိုပန်းစည်းကမ်းရတာလဲထုံးစံတစ်ခုဆိုတော့ဒီစီစဉ်ကိုလည်းတကြီးစီစဉ်ထားရပဲလို့အားလုံးကထင်ကြပါလေ ဟုတ်သား ဒါပေမဲ့ကျွန်တော်အခုပဲအနိကတ်သွားပြီးကြီးကြက်လိုက်ပါမယ်တကြီးစိတ်မပူပါနဲ့ လောပေါင်းဥဒုပီယာတော့ကြဂုံမတက်ပဲဂုံပြက်ပြီးပွဲပါပြက်နေပါဦးမယ်ကျွန်ုပ်မှာဒီနှကောင်းကြီးအကျိုးကိုသိရကသူရုဏသွားကထိမ့်သိမ်းလုံနေရတော့သည်ဘိုက်ကလေးနဲ့စောကြီးကအားကစားမင်းများကိုပန်းစည်းကမ်းလိုက်လက်ဆွဲနှုတ်ဆက်လိုက်နဲ့တက်လက်စီလုံနေကြရသည် တပါတော့မตายရဲ့အေး အားကစားမယ်လေးများမှာစောကြီးနဲ့ဘိုက်ကလေးကိုမနှိမ့်မြကြတော့လေလူကြီးများ၏စီမံချက်ဟုသဘောပေါက်ကအောင်ဤတိခံနေကြရရှာတော့သည် လူကြီးရလည်းရွေးတယ်ရှားလို့ဒီနှကောင်မှရွေးပြီးပန်းစည်းကမ်းခိုင်းရတယ်လို့ဟဲ့ အေးလေသူတို့ကိုအရင်မြင်ပြီးစိတ်တက်တောင်ကြတယ်ဟမ် ဟုတ်ပါ ပြီးတော့လက်ဆွဲနှုတ်ဆက်တာကလည်းလက်ကိုမလွတ်တော့ဘူးဟင်တက်ငယ်ပွဲအတွက်ကစားကြမိအားကစားမယ်များကိုပန်းစည်းကမ်းနှုတ်ဆက်ပြီးသည်နှင့်လှည့်ပြန်ရန်ပြင်နေသောတကောင်းသားနှစ်ကောင်ကိုကျွန်ုပ်ကခုံမှဖမ်းဆွဲထားလိုက်သည် ဘဲလေတာအဲဟိုလေပြီးပြီလေ ဟုတ်တယ်လေဆရာတို့ရဲ့ပြီးပြီပဲ မပြီးသေးဘူးဟိုဘက်မှာတက်ကြီးတန်းနေကြံသေးတယ် အာတက်ကြီးတန်းနေနဲ့ကျွန်တော်တို့အစီအစဉ်ထဲမှာမပါဘူး ဟုတ်တယ်စိတ်ကူးလေးတော့မရှိဘူး ဟမ်အစာပြိုးတော့ငါပြိုးပြီးအခုမှခေါင်းခါချေကဖြစ်နေကြတော့ဒင်းတို့နှစ်ယောက်ကိုနဗန်ကျင်းပြင်းခြေစိတ်ကိုမနဲ့ချုပ်တီးထားလိုက်ရတော့သည် ဒါမျိုးရမလားကွာ ဘိုက်ကလေးနဲ့စောကြီးမှာကုတ်ချောင်းချောင်းနဲ့ကြံသောတပြေပန်းများကိုယူကာတက်ကြီးတန်းများအဖွဲ့ကိုပန်းစီပေးအပ်နေလေသည်နှစ်ယောက်စလုံး၏မျက်နာကအီးအလုံးတရာမှန်ထားသည့်မျက်နာမျိုးဖြင့်မအီမလဲရုပ်တွေနှင့်ပန်းစီများပေးနေခြင်းကိုကြည့်ကာအင်မတန်မှရည်ကျင်ပေသည် ရုပ်ထွေးရစောစောနဲ့တခြားစီပဲ ပန်းစီများကမ်းပြီးသည်နှင့်ဘိုက်ကလေးနဲ့စောကြီးမှာလက်ခနဲ့နေအောင်လစ်ပေတော့သည် လာဟိဘိုက်ကလေးကြီးကစားမဲ့နေရာကိုသွားပြီးနေရာဥထားရအောင် အေးကွာဒါမှရှေ့ဆုံးကအနီးကကြည့်ရမှာ ဒါမျိုးကြအကွက်ကြော်မြင်တတ်တာပဲဟွန်း အခန်းကပျော်မဆုံးမော်မဆုံးထုတ်စီးထိုးကြသည်အားလုံးမျောလင့်နေကြသောထုတ်စီးထိုးပွဲကစပြီသည် ဒီခရမုတ်တာနဲ့စပြီးထိုးတော့ဟေး ပွဲကစကြပြီပထမအဆုံးပွဲစဉ်အနေဖြင့်တက်ကြီးတန်းများကိုအရင်ရှင်ပြိုင်စေသည် တို့ဟေးတို့ခ ရှင်ပြိုင်မိသူများကိုလည်းပွဲမစခင်အုပ်စုရွေးချယ်ရန်မဲဖြင့်ရွေးချယ်လိုက်သည် ပူစုမအုတ်စုကနေမုံအုတ်စုခ နို့မဟုတ်ပါကဟိုလူနဲ့တွဲခြင်းဒီလူနဲ့တွဲခြင်းဒီလူကဟိုလူနဲ့မတွဲခြင်းတာနဲ့ဇက်တွေရှုပ်နေပြီးတော့မီမိမများမဟုတ်ပါလို့ မပူမကွာ ပစီပစက်နဲ့အကြောင်းတရားကများတော့မပေါ့ဒီတော့မဲနိုင်အုပ်စုခွဲပေးလိုက်တာအကောင်းဆုံးပေါ့ စီမံနာပေစီမံနာဟဲဟဲ ယခုအုပ်စုကတက်ကြီးတန်းနဲ့အုပ်စုခတက်ကြီးတန်းတို့ကိုစတင်ရှင်ပြိုင်ကစားနေကြသည် တော်သိမ်းမြင်ကွာတိုးထား အုပ်စုခတွင်ခေါင်းတကြီးကမသိမြင်နှင့်အုပ်စုခတွင်ရွာအလယ်ပိုင်းကဒေါ်မြရွှေတို့ကဥဆောင်ကစားကြသည်ဒိုင်လူကြီးအဖြစ်ကျွန်ုပ်ကဆောင်ရွက်ပြီး
စီးတစ်စီးစီတွင်စီးချက်တိုင်းများကိုလည်းချထားပေးလိုက်သည် မော်အောင်မ ကျွန်ုပ်ကအားလုံးကိုအပေါ်စီးမှမြင်နိုင်ရန်ကလထိုင်တစ်လုံးပေါ်တွင်မတ်တက်ရက်၍ဒိုင်လူကြီးအဖြစ်ကိုကဲပေးပြီး ဟဲ့ဘလို့တော့မှုတ်လိုက်တာတော့ ကျွန်ုပ်ဘေးရှိဇပွဲအလွတ်တစ်လုံးပေါ်တွင်ဘောတစ်ခုကိုထောင်ကာစရိတ်ကိုမြသည်ကကစားသည့်အဖွဲ့များ၏အမှတ်စည်းရင်းကိုရေးမှတ်နေပြီသည် ချော့မှန်လိုက်ရမလား အားကစားသမားများမှလည်းအားကျုံးမှန်တက်ကစားနေကြသလိုအားပေးကြသောပရိသတ်မှလည်းအားရပါရအော်ဟစ်အားပေးကြသည် ဒါမှငါမိမ့်မကွာ ကျွန်ုပ်တို့ဒိုင်များကလည်းမျက်တောင်မခန့်အသက်အောင်ကကစားသမားများကိုမျက်လုံးတောက်ထောက်ကြည့်နေရတော့သည် မိပြီ အောင်မဲမမိပါဘူးနော် မိငါလည်းတေချာမတီးဘူးပြဿနာပဲ မတော်တဆကျွန်ုပ်တို့၏ပို့ဆောင်မှုကြောင့်အားကစားအဖွဲ့များနစ်နာသွားလည်းမကောင်းဒီထက်ဆိုးတာကလူများ၏ပါဇက်ပေါက်မှထွက်လာမည့်အသက်များကိုပင်ဖြစ်သည် ဟဲ့တိလားဥတုပီကြီးကဟိုဘက်ကဖမ်းမိရတော့ခရမမဟုတ်ဘူးတော့ အေးလေသူကဘာကြည့်နေတာလဲမှမသိပဲ ငါနော် ဘေးကဒိုင်လူကြီးတွေကလည်းကစားတာကိုမကြည့်ပဲကစားတဲ့သူတွေရဲ့ပေါင်ကိုလိုက်ကြည့်နေတာထင်တယ် ဟုတ်ပါတော့နာဘူးဒီဝစီမဟုတ်တော့မေ့နေလားမသိဘူး ဟဲ့စီးချက်တိုင်းလှုပ်တဲ့ကိုသိန်းကလည်းသူ့ရောက်ခမကြီးဒေါ်အောင်ကိုမိတာကိုလည်းဝီစီမမဟုတ်ဘူးမျက်နှာလိုက်တယ်ဤကဲ့သို့သောစကလုံးများနဲ့ထုံးနယ်ချက်များကိုမခံရလေအောင်ကျွန်ုပ်တို့ဒိုင်အဖွဲ့မှာမျက်လုံးများကိုပြူးကပြဲကကြည့်ရလေသည် ချဲပဲ တကြီးတန်းကစားပွဲတွင်အုပ်စုကမှမသိမြင်တို့အဖွဲ့က9မှတ်5မှတ်ဖြင့်အနိုင်ရသွားလေသည်အဖွားကြီးတွေကလည်းမိကုံရန်ကုန်ကစားလိုက်ရသဖြင့်ဖက်လက်ပြကုန်ကြသည်စင်မူလေးကိုနေမျိုးနဲ့အာနိုးလာမိုးတို့အဖွဲ့ကကြက်ချင်ဒီအလံထောင်ကတူနာပြုအဖွဲ့အစည်းအနေနဲ့တာဝန်ယူထားကြပြီးသူတို့လည်းလက်မလဲအားကစားသမားများအတွက်သာမကလာရောက်အားပေးကြသောပရိသတ်များကိုပါပြုစုနေရသဖြင့်အာနိုးတို့အဖွဲ့သားမှလည်းစီကားနေပြီသည် ဒီမှာရှူသေးလေးနည်းနည်းလား ခမရကစားတဲ့အဖွဲ့ကလား အာမဟုတ်ပါဘူးလာအားပေးရင်ခေါင်းမှုလို့ မှားပါတယ်ဦးလေးဒီမှာကလေးချော်လေးလို့စေးထည့်ပေးပါဦး ဝမ်းချုံနေလို့ဝမ်းပြော်သေးလေးပြီးပါအောင် အကစားအဖွဲ့တွေဒီကိုလာပါအကျော်ဖြည့်စေလင်းအောင် ခုမှပဲဒိုးလေရောက်တော့တယ် ဦးကောင်းမြတ်တို့ကျွေးမွေးအခမ်းသောအဖွဲ့ကလည်းအပြောနဲ့လက်တွေညီအောင်လှုပ်ဆောင်ပေးသည်လူကြီးများနဲ့အားကစားသမားအများအတွက်ကျွေးမွေးရတဲ့ကောင်းပေဟုသောအစားအသောက်များကိုပြည့်ပြည့်စုံစုံကျွေးမွေးပေးသည်အားကစားသမားတွေအတွက်နွားနုနဲ့ကြက်ဥလိုက်ပေးပေးပါအောင်ဟေး လာပြီဆရာကြီး အားလုံးပြည့်စုံပါစေနော် အော်ကောင်းပြီမှာပေါ့လေဒီပွဲပြီးရင်သူ့သမီးတွေစတိုးဆိုင်တစ်ဆိုင်ဖွင့်ပေးရအောင်မောင် အစီဆုံးကတော့ဒုတိယပွဲစဉ်အဖြစ်တက်ငယ်တဲ့ထုတ်စီထိုးပွဲပင်ဖြစ်သည်ခတ်တာနှင်းမုံရွှေရီပူဆွဲမိနှင်းမြစသည့်ရွာရှိကွန်းတော်ငယ်ပြူပြူလေးများကအားကစားဝတ်စုံများဖြင့်လှလှပပကစားနေကြသလိုအားပေးကြသောပရိသတ်များကလည်းအုံကျွတ်ကျွတ်နှင့်ပို၍စူညံနေတော့သည်အစိုးဆုံးမှာဘိုက်ကလေးတို့စောတင်မောင်တို့အဖွဲ့ပင်ဗဇက်ကြီးတွေလည်းပြဲလူအမလေးလေးခုံလိုက်ပေါက်လိုက်တာများရင်အောင်တုံနေအရင်တုန်းကပြောခွင့်မရသည်များကိုလည်းအခွင့်အရေးရာတော့ပြောကြသည်နှင်းမုံလေးကိုအားပေးနေတယ်ကွယ် တိန်နာ တက်ငယ်တဲ့အုပ်စုကတင်ခတ်တာကခေါင်းတကြီးအဖြစ်ဥဆောင်ပြီးအုပ်စုခတွင်ရွှေရီကခေါင်းတကြီးအဖြစ်ဥဆောင်ကစားနေကြသည်ခတ်တာကရွာနောက်ပိုင်းတွင်နေထိုင်ပြီးရွှေရီကတော့ရွာရှိပိုင်းတွင်နေထိုင်ကြပြီးရွာဤကုန်းတော်ကန်အချောအလစင်းဝင်သူများလည်းဖြစ်ကြသည်တအုပ်နဲ့တအုပ်လည်းအင်ပတန်ချစ်ခင်ကြသောတငယ်ချင်းများလည်းဖြစ်ကြသည်ကစားပွဲအပြီးတွင်ခတ်တာတို့အုပ်စုကမှ10မှတ်ဖြင့်အနိုင်ရသွားပြီးရွှေရီတို့အုပ်စုခမှ9မှတ်ဖြင့်ဒုတိယရရှိသွားကြသည် တိုင်ငယ်တဲ့ပွဲစဉ်တွင်အုပ်စုကအနိုင်ရရှိသွားပါတယ်ခင်ဗျာ ပြိုင်ပွဲအပြီးမှာတော့ရှုံနိုင်ခတ်တာနဲ့ရွှေရီတို့တငယ်ချင်းနှစ်ယောက်ကတော့အခင်မင်မပြတ်လဲဖက်ပေါင်းနေကြစေခတ်တာရေးမိုးနေပြီလား ရပါတယ်ရွှေရောမောနေပြီလား ပြဿနာကဒုတိယနေ့စူပေးပွဲကျင်းပသောနေ့မှာစတင်ဖြစ်ပေါ်လာခဲ့သည် နက်ဖန်ည9နာရီတိတိတွင်အာဂသာသမားများအားလုံးကိုစူးစီးမြင့်မီဖြစ်ပါ၍မပြတ်မကွက်လာရောက်အားပေးကြပါရန်ဖိတ်ကြားအပ်ပါသည်ခင်ဗျာ အခန်း6စူပေးပွဲမှအစကြီးပထမနေ့တွင်ပြိုင်ပွဲများရှင်ပြိုင်ပြီးစီး၍အစီအစဉ်အရဒုတိယနေ့ညတွင်စူပေးပွဲကျင်းပကြသည် Hello testing 1 2 3 အစီအစဉ်တော်စတော့မယ်အမြန်တော့မှစူပေးသောအခါတွင်လည်းအနိုင်ရသောအဖွဲ့တစ်ခုတည်းကိုသာပေးခြင်းမဟုတ်ပဲနောက်အဖွဲ့များကိုဒုတိယအဖြစ်သတ်မှတ်ပြီးစုများချင်းမြင့်သဖြင့်အားလုံးကကျင်းနဲ့လက်ခံကြသည်စုပေးပွဲနှင့်သတ်မှတ်ထားသောစုများအပြင်ကိုနှစ်သက်ရာလူကိုကြိုက်နှစ်သက်ရာစုများကိုကိုယ်တိုင်တက်ရောက်စုပေးနိုင်ရန်စီစဉ်ထား၍ထူးထူးခြားခြားဖြစ်နေပေသည်ဒီအစီအစဉ်ကငါတို့အတွက်အခွင့်ကောင်းပဲကွာ ဟုတ်ပါ ဟေ့အောင်စောကြီးမင်းဘသူ့ကိုစုတက်ချမှာလဲကွာ ငါကတော့အကုန်လုံးကိုပေးမယ်မှတ်ထားပဲ ကြည်လေလို့အောင်တော့စောကြီးတော်ကြကြည်မနှုတ်ဖွဲလို့တော့တကြီးထိတ်တုံးနဲ့လွဲခဲ့ပြီမယ်အခုစုတက်ပြီးတော့မှထိတ်တုံးနဲ့ညနေမှဟုတ်ပြီဖြစ်နေမယ် ငါနောက်တာပါကွာအဲ့လောက်လေလူအများကြီးကိုငါဘယ်လိုလုပ်ပေးနိုင်မှာလဲဟာတယောက်တော့အနိုင်ရဲ့ဒါတော့မှကုံစုံတိုင်းကဒေါ်မီကိုရှ िख ုံးမတ်တဲ့တောင်းပန်ပြီးအဝိစာလေးတစ်စားကိုလာပြီးနဲ့ဝယ်လာခဲ့ရတာမောင်ရဲ့ပူဆွဲမီလေးအတွက်ကိုစောကစင်ပုံမှာစူပေးမှာ ငါလည်းဒီလိုပါပဲကွာနှင်းမြောက်ပေးဖို့လုံကြီးတစ်စောက်ကိုဒေါ်ပုတ်စီကနေသွင်းနဲ့ယူလာခဲ့တာကွာ အေးပေါ့ကွာဒီလိုခွင့်ရင်းမျိုးကလည်းယာခဲ့တာဟုတ်ကွာ
ဒါကြောင့်နောက်ပိုင်းကိစ္စတွေနောက်မှပဲရှင်းတော့မယ် ဒါပေါ့ကွာစုပေးသည့်ညတွင်စုချင်းမြင့်ရန်အတွက်စတိတ်စင်မြင့်လေးကိုထိုးထားပြီး၎င်းစင်မြင့်လေးကို၄ဘက်၄တန်မှမီးမောင်းများထိုးထားသဖြင့်လှလှပပထိန်လင်းနေတော့သည်ဤမီးမောင်းများကိုဥကောက်မြတ်ကစီစဉ်ပြီးငှားရမ်းပေးခြင်းဖြစ်ပေတော့သည်တကြီးတို့ပို့ပြီးဂုံတက်မလားလို့ပါ ကောင်းတာလှုပ်တာပဲဗျာလှုပ်တာလှုပ်တာလှုပ်ဟဲဟဲ စင်မော်တွင်စုပေးမီစုများကိုစင်မော်ဘေးတစ်ဖက်စွန်းမှခုံပေါ်တစ်ခု၌စီကာတင်ထားပြီးအခမ်းအနားမှုအဖြစ်ဆရာလေးကိုကြီးနိုင်ကဥဆောင်ပေးပြီးစင်းမြင့်တခြားတစ်ဖက်တွင်တကြီးပါစီကျွန်ုပ်နှင့်ဧည့်သည်တော်ဥကောက်မြတ်တို့ကနေရာယူထားကြသည်စင်အောက်ရှိပြိတ္တများကလည်းကစားပွဲကလာပြီးအားပေးတုံးကလိုပင်ယခုညမှလည်းများပြားလှပေသည်မထင်မှတ်ပါမဲနှင့်ကျွန်တော်တို့ကြုံတိုင်းရွာ၏ထုတ်စီထိုးပွဲမှာအင်ပတန်စီကားလာသဖြင့်ကျိုးပန်းစီစဉ်ခဲ့ရသောကျွန်ုပ်တို့အဖွဲ့မှာဝမ်းမြောက်ဝမ်းသာဖြစ်ရကြသည် အရာသာ အစီအစဉ်စတော့ထုံးစံအတိုင်းတကြီးပါစီကသူ့ရဲ့ဩဝါဒတွေကိုမေခွန်းချွေသည် အခုလိုဂျုံတော့ဂျုံခဲမြန်မာရွေးရထုံစီတို့ပြိုင်ပွဲကြီးကို ထွင်တော့မဲဟမ်တကြီးပါစီမေခွန်းချွေပြီးနောက်အားကစားသမားများအားစုချင်းမြင့်သည့်အစီအစဉ်ကိုစတင်လေသည်အားလုံးအတွက်တတ်မှတ်ထားသောဇပွဲပေါ်မှစုများကိုပွေးရကုန်သောအခါဆရာလေးကိုကြီးနိုင်ကဆက်၍ကြီးညာပေးသည်ပရိသတ်ကြီးခမညာကျွန်တော်တို့ရဲ့အားကစားသမားများကိုတည်တဲ့စုချင်းမြင့်ရန်ဆန္ဒရှိသူများ၏တောင်းဆိုချက်များအရာအားကစားသမားများအားစုချင်းမြင့်ရန်စည်ရင်ပေးသွင်းထားသူများသည်စီကံတကြနဲ့နာမည်ကြီးညာမှလာရောက်ချင်းမြင့်ပေးကြပါခမညာဆရာလေးကိုကြီးနိုင်ကစည်ရင်ပေးထားသောသူများ၏နာမည်ကိုအလှည့်နဲ့ခေါ်ပေးလေသည်ဘိုက်ကလေးအားကစားသမားနာမည်နှင်းမြ ဟေးဘိုက်ကလေးကွာ ကိုယ်နာမည်ခေါ်သည်နှင့်မိမိချင်းမြင့်မိစုနှင့်အတူစင်မော်တို့တက်ခါမိမိကချင်းမြင့်မိအားကစားသမားကိုစုပေးရလေသည်စုပေးပြီးတခါတည်းကြုံတော့လက်ဆွဲနှုတ်ဆက်အောင်ပါ ဟေးဒါမှဂျုံတိုင်းသားကွာဘိုက်ကလေးကွာ တယောက်ပြီးတယောက်မိမိနှစ်သက်ရာအားကစားသမားများကိုစုချင်းမြင့်ပေးသည့်အစီအစဉ်ကိုအားလုံးကသဘောကျကြပေသည် မစိုးနော်လက်လေးကန်ရတယ်မဟုတ်ပါဘူး ဟမ်အားကစားသမားများမှလည်းလက်ဆောင်တွေတပုံတပင်နဲ့ပျော်တပြုံးပြုံး အိုလံပစ်မှာဆိုဒေါ်လာနဲ့ရမှာ နောက်တစ်ယောက်မောင်သက်အောင် ဟာမောင်တက်အောင်ဆိုပါလားကွာတက်အောင်ကဘသူ့ကိုစူးပေးမလဲလို့မသိဘူးနော် ဘသူရှိရမှာလဲခတ်တာပေါ့ဒါမှမဟုတ်ရွှေပေါ့ကွာ ဒါဆိုဘသူ့ကိုပေးမှလည်းမသိဘူးနော် ဟာငါသာဆိုနှစ်ယောက်လုံးပေးမှာပေါ့ကွာမောင်သက်အောင်မှာကျွန်ုပ်တို့ကြုံတိုင်းရမှာထူးထူးကဲကဲနိုင်ငံခြားမှာတွားရောက်အလုပ်လုပ်ကင်ခဲ့တော့တဦးရဲသောနိုင်ငံခြားပြန်လူငယ်လေးတူဖြစ်တော့သည်သူဘောအဖွားရဲ့နိုင်ငံခြားပြန်ဆိုတာ နိုင်ငံခြားပြန်စားဆိုတယ်လူလိုပါပဲလားဟဲ့ လေပိုင်ရှင်ဦးတာပြောနဲ့ဒေါ်ကြီးကြီးတို့၏တဦးရဲသောသားဖြစ်ပြီးမလေးရှားနိုင်ငံသို့၃နှစ်ခန့်တွားရောက်အလုပ်လုပ်ကင်ခဲ့ဘူးသူလည်းဖြစ်၏ရောမျိုးကပြန်ခဲ့သည်ရွှေရီခတ်တာတို့နဲ့လည်းအင်မတန်ရင်းနှီးသောငယ်ပေါင်းတငယ်ချင်းဖြစ်တယ်လို့ငကိုကလေးကတရွဲ့နဲ့ချစ်ခင်သူများလည်းဖြစ်ကြသည်သူတို့၃ယောက်တွင်မောင်သက်အောင်ကချမ်းသာကြွယ်ဝသူမဟုတ်ပေမဲ့စားနိုင်တောက်နိုင်ပြည့်စုံစွာနေနိုင်သူဖြစ်သည်စားနိုင်တောက်နိုင်မှာပေါ့ဗျာဗဇက်ကြီးနဲ့ဟူဗျာထို့အတူရွှေရီကလည်းလေပိုင်ရှင်ကြီးဦးချမ်းသာနဲ့ဒေါ်ရွှေတုတ်တို့၏တဦးရဲသောသမီးဖြစ်ရလေချမ်းသာကြွယ်ဝစွာဖြင့်ရွှေပေါ်မြတင်နေနိုင်သူလည်းဖြစ်၏ခက်တာမှာဖခင်ဆုံးသွားသွားပြီးမိခင်မုတ်ဆိုးမကြီးဒေါ်မြနဲ့အတူမိုးရင်ကားရောင်းကဘဝကိုရုန်းကန်နေရသူလည်းဖြစ်၏ အမေကြီးညက်တပွဲဘူးကြီးအဲလေဘူးတီကျော်နဲ့ တရားလုံးကမောင်သက်အောင်သည်ရွှေရင်းနှင့်ခတ်တာတယောက်ယောက်ကိုချစ်သူအဖြစ်ရွေးချယ်လိမ့်မည်ဟုထင်ထားကြပြီးဖြစ်သည်ခတ်တာမှာစာဖက်ဝါသနာပါသူဖြစ်ပြီးပညာရေးချင်းကိုရန်တီတက်ရောက်ခဲ့ဘူးသူဖြစ်တဲ့ဖြင့်ညာဘအားလိုက်ချိန်တွင်ရွာရေးရှိကလေးများကိုစေတနာဝန်တန်းစာတင်ပြပေးနေသူလည်းဖြစ်၏အခါအခွင့်တင်တိုင်းမြို့မှာဂျာနယ်အဟောင်းများကိုလူကြုံနှင့်မှာယူကဖတ်ချင်းအားလိုက်ရများတွင်ဆရာလေးကိုကြည်နိုင်စေမှုကိုနေမျိုးစသည်သူများနှင့်ဘုဟုတုဒဆွေးနွေးခြင်းများကိုဝါသနာပါသူလည်းဖြစ်လေသည် ဂလိုပဲလိုက်စေးချင်းခကြီးမှာကဘာကြီးကပြားသွားပြီတဲ့ဘသူနင်းသွားလဲဆိုတာဆရာလေးကိုသွားမေးကြည့်အောင်ပါပါ ရွှေရီမှာလည်းရှစ်တန်းအောင်ပြီးကြတဲ့ကကျောင်းမထွက်ကအိမ်မှာပဲနေသူဖြစ်၏ သမီးရဲ့ကျောင်းဆက်တက်မနေပါနဲ့တော့အခုကသမီးရှစ်တန်းတော့အောင်ထားပြီဆိုတော့တေသာရှင်သာပဲရစ်တက်တဲ့အမေတို့ထက်တော့သမီးကအဆင်မြင့်နေပါသေးတယ်ကွယ်သမီးလေးပင်မပါမေတို့မှရှိရဲ့စီးစိမ်တွေကသမီးလေးဒီတက်တက်စားမကုန်ပါဘူးအိမ်မှာပဲအေးစစ်စစ်နေပါတော့ကွယ် ရွှေရီအမေဒေါ်ရွှေတုတ်ကဂုံမောက်သူပြီးပြီးတမီးရွှေရီကိုနိုင်ငံခြားပြန်လူကျော်လှလှမောင်သက်အောင်နဲ့သဘောတူနေသူ ပတ်စံငါတို့မှရှိပြီးသားပဲမလိုပါဘူးအခုဟာနိုင်ငံခြားပြန်ဆိုတဲ့ဂုံမဲလို့လား အခမ်းအနားမူဆရာလေးကိုကြည်နိုင်၏အတန်ဆက်လက်ထွက်ပေါ်လာသည်မောင်သက်အောင်အားကစားသမားအမည်ခတ်တာ ဟေးတက်အောင်ကွာ ဟာခတ်တာတဲ့ကွာ အေးလေရွှေမဟုတ်ပါလား တို့ကရွှေရီထင်လို့နောက်မှပြိတ္တများကတယောက်တစ်မျိုးထင်ကြီးပေးနေကြသလိုစင်ပေါ်မှာလဲခတ်တာကရင်ဖိုလိုက်မောစွာပျော်ရွှင်နေပေမဲ့ရွှေရီကတော့စိတ်ထဲမှာမခံချင်စိတ်များနဲ့အတူဒေါသတွေတလိမ့်လိမ့်ထွက်နေသည်အမှန်တကယ်တော့လေရွှေရီဒီလဲတက်အောင်အပေါ်စိတ်ဝင်စားကမျောလင့်နေသူဖြစ်တဲ့ဖြင့်
ယခုလိုအနေထားမျိုးနဲ့ကြုံတွေ့ရသောအခါမျောလင့်ခဲ့ရသောအချစ်စိတ်များအစားမခံချင်စိတ်များဒေါသများကရွှေဤတကိုယ်လုံးကိုလွှမ်းခြုံဖုံးနေတော့သည် ဒါငါ့ကိုလူပုံလဲမှာတက်တက်ချိုးလိုက်တာပဲဟဲ့ အခန်းခွန်ပြိုင်ပွဲ၏နောက်ဆက်တွင်ရွှေဤကဲ့သို့ပင်ဒေါသတွေမခံချင်စိတ်တွေတဟုံတောက်လောင်နေသည်မှာရွှေဤမိခင်ဒေါ်ရွှေတုတ်ပင်ဖြစ်သည် ဟွန်းဒင်းကဘာကောင်းမလို့ငါသမီးကိုဒီလိုလောက်ရတာလေငါသမီးကမွေးကလေးကရွှေငွေလောင်းပြီးအစင်းမြင့်မွေးလာတာရွှေသွန်းကြိုက်ပြီးမွေးလာတဲ့သူကများ ဆယ်လော်မှာတက်မွေးလိုက်ရင်ပိုအစ်စ်မြင်သွားအောင်ပါဟိဟိ ဘာမို့တဲ့မွေးကားတဲ့သမီးနဲ့ရှင်းပြီးရွေးရတယ်ပေါ့လေတိမယ်ရွှေတုတ်တဲ့တရုတ်ထဲရှိတယ်ငါသမီးကိုဒင်းလိုကောင်မျိုးတဲ့အများကြီးတားတဲ့သူမျိုးနဲ့ပေးစားပြင်မယ် သမီးထက်သူကပူဆူနေသေးတယ်ခပ်ပဒေါ်ရွှေတုတ်ဒေါသထွက်မိစေလဲထွက်ရှာပေးလိမ့်မည်ဒေါ်ရွှေတုတ်နဲ့ခတ်တာအမီဒေါ်မြတို့မှလည်းအရင်ကဇလန်းရှိခဲ့ဘူးသည်ဒေါ်ရွှေတုတ်မှာရခင်ကလေးကဘိုးစဉ်ပေါင်းဆက်ချမ်းသာသူဖြစ်ပြီးဒေါ်မြကတာမန်လက်လုံလက်စားဘွားနဲ့ရုန်းကန်နေရသူဖြစ်သည်ဒေါ်မြ၏ယောက်ျားဖြစ်သူကိုဆံမောင်သည်လည်းအရင်ကဒေါ်ရွှေတုတ်တို့အိမ်မှာသူရင်းကားဖြစ်သည်ဆံမောင်ရေလက်ပြင်ပြီးပြီလား ဟုတ်ကဲ့ခင်ဗျ ယူသားအေးစေးပြီးယောက်ျားပီတာသူကိုဆံမောင်ကိုဒေါ်ရွှေတုတ်ကကြိတ်ပြီးသဘောကျနေတယ်လို့ရေလာမြောင်းပြီးသောစကားများကိုပြော၍ဆွဲဆောင်ခဲ့ပေမဲ့ကိုဆံမောင်ရေဒီမှာလက်ဖက်တုပ်ရင်းနှီးချမ်းတော့တော်ကြကိုဆံမောင်စာနီမှာစုလို့ ကျေးဇူးပါမရှိတော့ ကိုဆံမောင်ကရွှေတုတ်ကိုစိတ်ဝင်စားပဲမဲမြောက်ကိုရွေးချယ်ခဲ့တဲ့ဖြင့်ရွှေတုတ်တယောက်ဒေါသတွေထွက်ကကြိတ်မနိုင်ခဲမြဖြစ်ရလေသည် ဒင်းကငါ့ထက်ဘာတွေများတာနေလို့ငါ့ကိုပြစ်ပယ်ခဲ့ရလဲဟင် နောက်ဆုံးရွှေတုတ်မှာမိဘပေးစားတော်သူထောက်ရှာရိုးရမှတထေးလေးမောင်ချမ်းသာကိုလက်ထပ်ယူလိုက်ရတော့သည်ငါမိမရပြီကွ ဘာဖြစ်ဖြစ်ရွှေချင်းချက်လို့မြတ်တာပေါ့ မိမိတို့ကလည်းမေတ္တာရေးတွေရှုံးနေခဲ့သူဒေါ်ရွှေတုတ်မှာတမီးလေးလက်ထပ်ကြတော့လေသူ့လိုပင်ရှုံးနေခဲ့တဲ့ဖြင့်တမီးဖြစ်သူရွှေရီကိုတနာမဆုံးဖြစ်နေပြီသည် အမေကိုချင်းစားပါရဲ့သမီးလေးရဲ့ငါသမီးလေးတနာပါရဲ့သူခင်ဗျာတော်တော်လေးခံစားနေရရှာမပြီးတော့လူပုံလဲမှာဆိုတော့ပိုဆိုးတာပေါ့ ရွှေရီသည်လည်းမိမိမျောလင့်ချက်များပြည့်ပြည့်သွားသည့်အပြင်လူလေကောင်၌အဆက်တကွဲဖြစ်ရသဖြင့်မောင်သက်အောင်၏အပေါ်တွင်သာမကခတ်တာအပေါ်တွင်လည်းအမုန်းကြီးမုန်းနေတော့သည် မုံနဲ့ကိုတက်အောင်ရဲ့ရွှေကြီးကျမတို့ဘောမှာစိတ်ဆိုးသွားပြီလားမသိဘူးနော် ဘယ်တက်နိုင်မှမလဲခတ်တာရဲ့ကိုသက်အောင်ကသူ့မှာမချစ်နိုင်တာကိုသက်အောင်ကခတ်တာကိုပဲချစ်တာ ဒါပေါ့ကိုတက်အောင်ရဲ့တငယ်ချင်းချင်းဆိုတော့အခင်မင်မပဲ့ချင်ဘူးပေါ့ သူစိတ်ဆုလည်းခဏပေါ်ခတ်တာရဲ့နောက်တော့အဆင်ပြေသွားမှာပေါ့စောစောစီစီအသားထဲလောင်ဝင်နေကြသူများမှာများပြားလာတဲ့ဖြင့်ကျွန်ုပ်မှာအတော်ပင်အံ့ဩနေမိသည် ဟာဖောက်တယ်တွေကလေအမေတော်များသေးဘူးအိမ်မှာတန့်စီနေပါလားဟာ ကရုံတော်ထော်ပြီကျွန်ုပ်မှာဖောက်တယ်များကိုအာနာလာရကအိမ်ရှုထက်ကကမန်ကရန်တောင်းပန်ရ၏ ကျွန်တော်တို့ကိုအခုလိုအားပေးတာကျေးဇူးတင်ပါတယ်ကျွန်တော်လည်းပင်မနေလို့အနားယူနေရပါမနက်ဖြန်ကြမှာတိုးရဲဝင်ပြီးတော့အမယ်နော်တောင်းအောင်ကြီးရအောင်ရှားပေးမယ်ဟုတ်ပြီလားမနက်ဖြန်ကြစိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးကြပါနော် ဘာဝေးရမယ်ဟုတ်လားကျုပ်တို့ကဘာဖြစ်လို့ဝေးရမှာလဲ အေးလေဝယ်ရမယ်ဟွန်း ကျွန်ုပ်မှာတယောက်တစ်ပေါက်နဲ့မျက်လုံးပြူးမျက်စံပြူးကလက်ညှိုးထိုးထိုးနဲ့ပြောဆိုနေသောအိမ်ရှိမှမိမအုပ်ကိုကြည့်ကနားမလည်နိုင်အောင်ဖြစ်ရတော့သည် အေးလေခင်ဗျားတို့ကအမဲလာဝယ်တာမဟုတ်ဘူးလား ကျွန်ုပ်၏စကားကြောင့်မိမများအားလုံးကျွန်ုပ်နားသို့စားမတက်ဝါမတက်ကြည့်ကရှေ့သို့တိုးလာကြသည် ဟဲ့ ရှင်တို့နှစ်ယောက်အခုမှဘာဦးကြောင်ကြောင်လှုပ်နေကြတာလဲပြိုင်ပွဲမစားခင်တုန်းကတစ်မျိုးအခုကျတော့တစ်မျိုးမလှုပ်နဲ့နော် အေးလေငါတို့မှတော့ဒုနာလက်နာခံပြီးတော့ကစားပေးရတာ ဟုတ်ပါတော့ကျုပ်ဆိုခုထိခြေသလုံးကြီးတောက်နေတော့ နေကြပါအောင်ဗျာကျွန်တော်ကိုလည်းနားလည်အောင်တစ်စိတ်တော့ရှင်းပြကြပါအောင်လို့ ကျွန်ုပ်မှာဘာကိုမှနားမလည်နိုင်ပဲမသိမြင်ဘက်ကိုလှမ်းကြည့်လိုက်တော့သူ့မျက်နှာမှာဈေးကင်းလောက်ပင်မရှိတော့ ဒီမှာဥတ္တပီအခုမှပွဲပြီးပြီဆိုပြီးမတိကြောင်လှန်ဆောင်မနေနဲ့မသိမင်းကထုံစီလိုပဲဝင်ပါပေးရင်အသားဒရက်စီပေးမယ်ဆိုလို့ကျုပ်တို့အားလုံးစီးရင်ပေးပြီးဝင်ကစားခဲ့ကြတာ ဟုတ်တယ်လူတွေလည်းကစားထားလို့ကြွကုန်ပြီဘယ်မလဲပေးမယ်ဆိုတဲ့အသားတွေကျွန်ုပ်မှာတသက်နဲ့တကူတစ်ခါမှမကြောက်ဘူးသောစကားများကိုကြားလိုက်ရသဖြင့်အလွန်ပင်အံ့ဩမိကြတော့သည် ဘလို့ထုံစီလိုပဲဝင်ကစားပြီးရင်ကျွန်တော်ကအသားဒရက်စီပေးမယ်ဟုတ်လား ဟုတ်ပါတော့ဟုတ်ပါဟမ်ဒေါ်သိမြင့်ကိုယ်တိုင်လာပြောသွားတာသူကိုယ်တိုင်စင်းရင်နေလာယူသွားတာပါတော့ မင်းဒါကဘလို့ဖြစ်တာလဲသူတို့ပြောနေရရင်ဟုတ်လား ဟုတ်ပါတယ်ရှင်ကလူစင်းနေမရလို့မဖြစ်ဘူးဆိုလို့ကျမလည်းလက်တလောကစားမဲ့သူတွေရအောင်ဆိုပြီးပြောလိုက်မိတာပါရှင် ကောင်းကွာ ကျွန်ုပ်မှာမသိမြင်ရှင်းပြချက်ကိုနားထောင်ပြီးဘာဆက်ပြောရမှန်းမသိဖြစ်နေတော့သည်ကျွန်ုပ်လည်းထိုအချိန်ကမသိမြင်တာစင်းရင်ကောက်မပေးလင်ကစားသမားများရရန်မလွယ် ကစားသမားကြီးဘယ်မှာလဲ ဒီတော့ဖြစ်တဲ့ကိစ္စမတက်နိုင်ကျွန်ုပ်ကိုအစဉ်ပြေအောင်ကူညီပေးသောကိစ္စဖြစ်ကျွန်ုပ်ဘာမှပြန်မပြောတာတော့ ကဲဒါဆိုရင်လည်းမနှက်ဖန်ကျွန်တော်တောထဲဝင်ပြီးတားကောင်ရှာလိုက်အောင်မယ်ရတဲ့ခါကျရင်ဝေချမ်းပြီးပေးပါမယ်ဟုတ်ပြီလားကျင်းနေပြီလား ဒါဆိုလဲကျင်းနေပါပြီဆက်တော့ပြီးနော်ကိုတုပြီကျွန်ုပ်မှာတပူရှင်းသွားပြီမို့တက်ပြေးပင်မချရသေးဘိုက်ကလေးတစ်ယောက်အပြေးလာဝင်ရောက်လာလေသည်ဆရာတို့ ဟာဒီကောင်အပြေးတော့နဲ့ဘာဖြစ်လာပြန်တော့ ဆရာတို့ပြဿနာတော့တက်ပြီ
ဘာပြဿနာလဲဟာဖြည်းဖြည်းပြောစမ်းပါဦး ဆရာတို့ကိုခောက်ဆွဲစားလို့တဲ့တကြီးကဒေါသထပ်ပြီးဒီဘက်ကိုလာနေပြီ ဟေးခောက်ဆွဲဟုတ်လားကြံကြီးစီရကွာဘဲရောက်ခောက်ဆွဲကိုကျွန်တော်ကစားရမှာလေမနဲ့ဆိုရင်လည်းကျွန်တော်တို့ကထမင်းညက်မဲ့စားရတဲ့ဥစ္စာ ဟုတ်သားဟာဆရာတို့ကလည်းအဲ့ဒီခောက်ဆွဲကိုပြောတာမဟုတ်ဘူးထုတ်စီထုတ်ပွဲနေ့ကစားသွားတာကိုပြောတာ ဟာအဲ့ဒီနေ့ကဥကောင်းမြတ်တို့ကြွေးတာခောက်ဆွဲမဟုတ်ဘူးလေကြက်သားပလာတာကြွေးတာပါဟာ ဆရာတို့ကတော့အဲ့ဒါကြောင့်သူများပြောတာခံရတာနဲတောင်နဲသေးတယ် ဘာကွာဘသူတွေကကျွန်တော်ကိုဘာတွေပြောနေလို့လဲရှင်းရှင်းပြောစမ်းပါ အဲ့ဒီနေ့ကမမမြင်တို့အဖွဲ့ပထမရသားတာကိုလေရွာထဲမှာသတင်းထွက်နေတယ်ယူယူသားသားရတာမဟုတ်ဘူးတဲ့ဆရာတို့ကဒိုင်လူကြီးဆိုတော့မမမြင်တို့အဖွဲ့ကိုအနိုင်ပေးလိုက်တာတဲ့သိပြီလား အမေကျုပ်လိုလူမျိုးကိုဘသူကများပြောလိုက်တာလဲ ကျွန်ုပ်မှာကျွန်ုပ်ကဲ့သို့အက္ခရီလိုက်ဆောင်မှုကင်းရှင်းသောသူမျိုးကိုဆွဆွဲပြောဆိုလာ၍ထောင်ကနေဒေါသထွက်သွားသည် ပြောစမ်းပါကျွန်တော်ကိုဘသူပြောရလဲလို့ ဟိုကျွန်ုပ်၏မိကုံကိုဘိုက်ကလေးကရုတ်တရက်မဖြစ်သေးပဲခက်ကုတ်ကုတ်ကလေးရက်နေတော့မသေးမြင်ကိုသာလှမ်းကြည့်လိုက်၏ချက်ဆိုငကော့ကမီးတောက်ပြီးသားဖြစ်တော့ကျွန်ုပ်မှာတခနဲ့နားလေသဘောပေါက်သွားမိတော့သည် ဟင်းမြင်မင်းဘာတွေလှုပ်ထားပြန်ပြီလဲကျွန်တော်ကိုလည်းပြောစမ်းပါဦး မသေးမြင်ထမ်းမှာပုံမှန်ဆိုရင်ကက်ကက်လန်ရန်တွေ့မိဖြစ်တော့လေယခုတော့တုံနီးဘာဝေတုံတုံမြမလှုပ်ပြီ ကြောက်စီရုပ်ပေါ်လေးဟဲဟဲ ဒီလိုဆရာတို့ရေအဲ့ဒီနေ့ကမမမြင်ကသူ့ရဲ့အဖွဲသားတွေကိုပြောတယ်တဲ့ ဘလူပဲကစားသူတို့အဖွဲ့ကနိုင်မာသေးကြတယ်တဲ့ဘာလို့လဲဆိုတော့ဒိုင်လူကြီးကဆရာတို့ဖြစ်နေလို့တဲ့ပြီးတော့ဆရာတို့ကလည်းမမမြင်ကိုပြောထားတယ်တဲ့နိုင်ရစီမယ်လို့တဲ့ ဖြမ်းတေဟာရက်ဆက်လိုက်တာမြင်ရင်ကျွန်တော်ကအသေးသက်လိုက်တာမှဖြေတာပါအောင်မယ်ကွာ ကျွန်ုပ်မှာပထမကိစ္စဖြေရှင်းရင်မကြသေးနောက်ပြဿနာတစ်ခုပါထက်တက်သဖြင့်ဒေါသထွက်လာမိတော့သည် အတော့မကြတဲ့နင်းစီအဲ့လေမိမခေါင်းမရှိတဲ့မိမ ပြီးတော့ကျွန်ုပ်ကိုယ်တိုင်ကလူအများရှိတွင်တမတမက်ကြနှင့်ဒိုင်လူကြီးလှုပ်လာခဲ့သောကိစ္စကိုယခုတော့ကျွန်ုပ်ကောင်းကောင်းကြီးသိခါကြပြီးတော့သည်ကျွန်ုပ်၏လုပ်ငန်းဖြစ်မြောက်ရေးအတွက်တရင်ကပြောဆိုခဲ့သောစကားလေးတစ်ခုသည်ကျွန်ုပ်၏ဂုဏ်သိက္ခာကိုထိခိုက်မိရာကကျွန်ုပ်မှာနောင်တရမိမဆုံးကြည် ဒီပါဆက်မြင်မင်းကိုကျွန်တော်တန်တန်ပြောထားရတဲ့နိုင်ကွာနင်ဘာဖြစ်လို့စကားကိုလက်လို့စပယ်ပြောရတာလဲ ။အိုးအဲ့ဒါရှင်ကိုယ်တိုင်ပြောခဲ့တာပဲကို အဲ့ဒီတော့ကကျွန်တော်ကမင်းကိုကစားပွဲနဲ့မပါမဆိုးလို့ပြောခဲ့တာကွာကျွန်တော်ပြောရဲ့စကားအတိုင်းကိုမင်းကဘာဖြစ်လို့သူများရဲ့လိုက်ပြောနေရတာတော့ကျွန်တော်ရဲ့တိတ်ခါကိုပါတိတ်တစ်ထည်လောက်မှတန်ဖိုးမထားရဲ့မိမ ။ကျွန်ုပ်ဒေါသဖြစ်ပောက်ကွဲနေသည်ကိုကြည့်၍ဘိုက်ကလေးကဝင်ပြောလိုက်သည်။ဆရာတို့ဒေါသထွက်ခြင်းနောက်မှထွက်တော့အခုလောလောဆယ်ဟိုမှာတကြီးကဒေါသထွက်ပြီးဒီကိုလိုက်လာနေပြီဘယ်လိုလုပ်ကြမလဲ မြင်လာပါစီတော့ ။ကျွန်ုပ်လည်းယခုမှတကြီးကိုသတိရသဖြင့်ထိတ်လန့်သွားတော့သည် ဟုတ်တာပဲတကြီးကိစ္စဘယ်လိုရှင်းရမလဲမသိဘူး ။အခုနေရှင်းပြနေရင်လည်းတကြီးကလက်ခံမှာမဟုတ်ဘူးမမမြင်ကိုယ်တိုင်ကပြောခဲ့တာဆိုတော့တရားလုံးလေးအဲ့ဒီသတင်းကပြန့်နေပြီ အဲ့ဒီတော့ ။အဲ့ဒီတော့ဆရာတို့လက်ဆွဲတော်နှလုံးပြူကိုယူပြီးတော်ရဲပြီးတာအကောင်းဆုံးပဲ။ကျွန်ုပ်လည်းတကြီးတော်သားမှလွတ်ရလွတ်ကြောင်းလက်ဆွဲတော်နှလုံးပြူကိုဆွဲ၍ရိုးမတော်တဲ့သူတုတ်ချေတင်ခဲ့ကြတော့သည် ဒီနေ့ကံမကောင်းပါလား အခန်းရှိကျုံနှန်းရွာမှာနှက်မင်္ဂလာကျွန်ုပ်တို့ရွာ၌မကြုံစဘူးတနေ့တည်းနှက်မင်္ဂလာကျင်းပသည်ကိုထူးထူးဆန်းဆန်းကြုံတွေ့ရတော့သည်တစ်ခုမှာမောင်တက်အောင်နှင့်ခတ်တာတို့၏မင်္ဂလာဆောင်ဖြစ်ပြီးနောက်တစ်ခုမှာရွာသားကိုခင်မြင့်နှင့်ရွှေရီတို့၏မင်္ဂလာဆောင်ဖြစ်သည်မင်္ဂလာဆောင်နှစ်ခုကတရက်တည်းပင်သို့တော်ကွဲပြားခြားနားကြသည်မောင်တက်အောင်နှင့်ခတ်တာကမနက်စောစောမင်္ဂလာဆုံးကပ်ပြီးရက်မိရဖများကိုကြွေးမွေးသည် ဒီမင်္ဂလာဆောင်အလဲပြင်းစရာကောင်းတယ်ကွာ ရွှေရီကတော့ငွေရှင်ကြီးရှင်တက်နိုင်သူများမို့မင်္ဂလာမက်လက်ကြီးကိုထိုးကအကြည့်ကျယ်မင်္ဂလာဆောင်ကြသည်တရားလုံးကိုလည်းဖိတ်ခါဧည့်ခံကျွေးမွေးသည်မိသည့်လက်ဖွဲ့ပစ္စည်းကိုမြလက်မခံပဲရွာလုံးကျုပ်ကိုတဝါကြီးကျွေးမွေးခြင်းပင် မင်းမြငါတို့ကညီတို့တဲ့အများကြီးတားတယ်ဆိုတာသဘောပေါက် ကျွန်ုပ်တို့မှာရက်မိရက်ဖများမို့မင်္ဂလာဆောင်နှစ်ခုလုံးကိုတက်ရောက်ရပြီသည်ဆရာတို့မြန်မြန်စားပါဗျာနောက်တစ်ပွဲကိုကူးရအောင်ပါလေ အေးပါဟာကျွန်တော်သိပါတယ် ဆရာတို့ရေသတို့သမီးရွှေထက်သူ့အမေကြီးဒေါ်ရှေတုတ်ကပိုပြောနေတယ်လို့ထင်တယ်နော်သူ့အတန်းကြီးပဲ အေးကွာပြောမှာပေါ့တော့သူ့တမန်လောင်းကရွှေရင်းငွေရင်းလေကြီးတွေတော်တော်များများနဲ့မင်္ဂလာဆောင်ကြည့်အဖြစ်တင်တောင်းထားတာကိုပြီးတော့လေဒေါ်မြတက်လေသူကတာသွားပြီဆိုတော့ပြောနေမှာပေါ့ ဘာဆိုင်လဲကွာ အိုးဆိုင်နာပေါ့တော့သူကနိုင်ငံသားပြန်မောင်တက်အောင်ကိုတမက်တော်ချင်းနေရလေခုတော့သူ့ငယ်နိုင်ဒေါ်မြရဲ့သမီးကမောင်တက်အောင်နဲ့ယူလိုက်တယ်ဆိုတော့သူတို့တက်အစာပေါင်းများစွာတာတဲ့တထေးသားမောင်ခင်မင်းနဲ့ပေးစားလိုက်တော့ဒေါ်မြတက်အများကြီးတာသွားတာပေါ့တော့ မင်းတို့တွေကလည်းကွာအတိတ်ပဲမရှိတာတွေစဉ်းစားပြီးပြိုင်နေကြသေးတယ်ထူးဆန်းပါပြီထူးဆန်းသည်ဆိုရင်ဤနေရာ၌စကားမဆက်ကျွန်ုပ်မကြုံဘူးသောကိစ္စတစ်ရက်တင်ပြပါအံ့တညက်နေခင်း၌စေးမှုလေးကိုနေမျိုးဒီကန့်ရှိတင်ကျွန်ုပ်ဆရာလေးကိုကြည်နိုင်နဲ့စေးမှုလေးတို့စကားလက်ဆောင်ကြနေကြခိုင်းဆရာလေးကိုနေမျိုးကြီးအတန်နဲ့အတူဝင်လာသူကမောင်တက်အောင် ဟောမောင်တက်အောင်ပြန်လာပြီလားကွာဘယ်လိုလဲโอเคရဲ့လား โอเคပါတယ်ဆရာဒီမှာစားရစားတန်းနေ
မောင်တက်အောင်ကမ်းပြီးတော့စားရစားရဲများကိုကိုနေမျိုးကဖတ်ရှုပြီးဝမ်းသာအားရနဲ့မောင်တက်အောင်ကြီးပခုံးကိုဖတ်ခါ အေးဆရာလည်းဝမ်းသာတယ်ကွာမောင်တက်အောင်လို့အတီတရားမျိုးလူငယ်တိုင်းမှာရှိကြရင်ပိုကောင်းမှာခက်တာလည်းဝမ်းသာမှာပဲ ဟုတ်ကဲ့ဆရာကျွန်တော်လည်းအခုပဲသူ့စီသွားမလို့ပါဆရာကျွန်တော်ကိုခွင့်ပြုပါဦး အေး အော်ဥတုပိနဲ့ဆရာလေးကျွန်တော်ကိုခွင့်ပြုပါဦးနော်ပြန်လိုက်ပါဦးမယ် အေးတော် ကျွန်တော်တို့ကိုနှုတ်ဆက်ကထွက်သွားတော့မောင်တက်အောင်ကိုလိုက်ကြည့်နေရင်မှနေစမ်းမအောင်ကိုနေမျိုးရဲ့ကိုနေမျိုးနဲ့မောင်တက်အောင်ကဘာတွေများဒီလောက်ဝမ်းသာနေကြတာလဲဗျကျွန်တော်ကိုလည်းရှင်းပြပါဦး ဩဒီလိုပါမောင်တက်အောင်ကနိုင်ငံခြားမှာအလုပ်သွားလုပ်ခဲ့တဲ့သူမဟုတ်လားအဲ့တော့သူ့ပေါ်မှာခိတ္တတန်တရားရှင်းသွားအောင်လို့မြို့တက်ပြီးမင်္ဂလာခန်းဝင်ပစ္စည်းတွေဝယ်ရင်းနဲ့တခါတည်းဆေးပါဝင်စစ်ခဲ့ရလေ စစ်တယ်ဟုတ်လားဘာဖြစ်လို့လဲလိုအပ်လို့လားမစစ်ရင်ကဘာဖြစ်နိုင်လဲရှင်းပြပါဦး ဆေးမစစ်ရင်လည်းဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့အခုခေတ်မှာ HIV တို့ AIDS တို့အနေရကအများဆုံးနဲ့ခင်မီဆုံးဖြစ်နေရလေအဲ့တော့ကြိုတင်ကောက်ွယ်သိရှိခြင်းဒီအကောင်းဆုံးပဲမဟုတ်လားဒါကြောင့်မောင်တက်အောင်ကအိမ်အောင်မပြုတ်ခင်စေးစစ်ကြည့်ခြင်းနဲ့ဆိုလို့နိုင်ငံသားမှာအလုပ်သွားလုပ်တဲ့လူဆိုပြီးခိတ္တဘက်ကလည်းတန်တရားရှင်းသွားအောင်လို့စေးစစ်ခြင်းနဲ့ဆိုလို့ကျွန်တော်လည်းလမ်းညွှန်ပေးလိုက်တာလေခိတ္တကလည်းဘုဒ္ဓတာနဲ့ပြည့်စုံတဲ့သူဆိုတော့မောင်တက်အောင်နဲ့အဆင်ပြေမှာပါအခုလည်းကြည့်လေဖြစ်လိုက်တာကိုစဉ်းစားပြီးလောက်ကြတဲ့ကလေးတွေကတော်ကြပါတယ်လေ မောင်တက်အောင်စစ်တီဆိုတော့စကားမှာတယောက်စကားတယောက်နားမှတဆင့်တယောက်လုံးကိုပြန့်နှံ့သွားလေသည်ဟဲ့ကြားပြီလားမောင်တက်အောင်ကစီးသွားစစ်တယ်တဲ့ ABC ယောဂရှိလားဆိုတာသိကျင်လို့တယ်တော့ ABC ယောဂမဟုတ်ပါဘူးဒင်းမြရဲ့ ဒါဖြင့်ပါလေ မတီးဘူးလေအင်္ဂလိပ်လိုတော့ခေါ်တာပဲဟိဟိ ငါနော် မောင်တက်အောင်တို့မှလည်းလာမေးကြသူများကိုတတ်တလောက်မှတ်တလောက်ဖြည့်ရှင်းနေရသည်ဒီလိုပါစိတ်ဝင်စားနဲ့လာမေးမြန်းသူများရှိကြတယ်လို့အပေါ်လို့ဟူတွေးကမင်းကော်သူများလည်းရှိကြသည်လူအမျိုးမျိုးစိတ်အထွေထွေပေါ့လေ အပိုလုံးဒီပါတော့ကျုပ်တို့ဆိုဘာစေးမှစစ်စရာမလိုကလေးတော်မှငါ့ကိုရနေပြီအခုချိန်ထိဘာယောဂမှမရှိရပဲကြည်လေကျုံနေဒါကြောင့်တင်းကအယိုးပဲကျန်တာဟင်း အားလုံးထက်အဆိုးဆုံးကတော့ဒေါ်ရွှေတုတ်ပင် အာရတော့အဲ့ဒါကိုစိတ်မချရတဲ့သူတွေပဲစစ်မှာပေါ့ဟိုမှာဘလောက်တောင်ကမြင်းခဲ့လည်းမသိဘူးတော်သေးလို့ပေါ့ကျုပ်သမီးလေးကိုဒီလိုလူမျိုးနဲ့မပေးစားမိတာပဲဖျားမှတာပဲနှုတ်မို့ဆိုခွေးဖြစ်ရောဟင်း စော်ကားတယ်ဟုတ်ပါရှင်ဒေါ်ရွှေတုတ်ရေးထားတဲ့တမန်လောက်မောင်ခင်မြင့်ကလူယုလူကြီးလေးလူတော်ပါဖားထားမှာဒါမှငါ့ကိုချိထားတဲ့ပတ်စံပြန်မတောင်းပါ ဟုတ်တာပေါ့ဘလို့ပဲရှင်ကျုပ်တို့ကိုဘယ်ရှင်လို့ရပါမလဲအပြတ်သက်ပဲမှတ်ထားမဲမြရင်ဟဲဟဲ ငါစီအကျွေးတောင်းမှုလာတာသူမေသွားပြီထင်တယ်ဟေးအခန်းကိုနှစ်စဉ်ကျင်းပါတော့ထုတ်စီထုတ်ပွဲရာသီဆောင်ဝန်းများလဲတပတ်ပြီးတပတ်လဲလာတယ်လို့ပင်တကြီးအစာပြိုးခဲ့တော့ထုတ်စီထုတ်ပွဲမှာလဲနှစ်စဉ်နှစ်တိုင်းလိုပင်စဉ်ဆက်မပြတ်ကျင်းပါမြင်ဖြစ်သည်ထုတ်စီထုတ်ပွဲထုံးစံအတိုင်းပွဲမစခင်စောရပွဲကျင်းပါတော့လဲပျော်ရွှင်ရပွဲပြီးတော့လဲပွားစီနဲ့ဖြစ်ခံရတာတွေကတော့မယိုးနိုင်အောင်ပင် ဒီနေ့လဲဘာတွေပြောခံအောင်မသိဘူးအင်း သူကြောက်နေပြီရွှေနဲ့ခတ်တာတို့ကတော့နှစ်တိုင်းပါဝင်ဆင်နေကြပြီမဲ့တယောက်နဲ့တယောက်အခေါ်ပြောမရှိကြပြိုင်ဘက်နှစ်ဖွဲ့ဖြစ်ကြရလဲအမြဲတမ်းလိုပင်အကျင့်နဲ့ရှင်ပြန်ကြလေသည်ခတ်တာကအမြဲတမ်းလိုက်ရောနဲ့ဆက်ဆံပြီးမဲ့ရွှေကြီးကတော့အမတ်အတေးကြီးစွာဖြင့်မခေါ်မပြော စိတ်ကြီးတယ်ဇနေသမီးထင်ပါ ယခုနှစ်များတွင်စူပေးကြသောအခါအရင်ကကဲ့သို့စိတ်ဆိုးစရာစိတ်အနှောက်အယှက်ဖြစ်စရာမျိုးကိုတော့မကြုံတွေ့ရဆိုင်သူကိုယ်စီရှိကြပြင်မို့လဲတက်ဆိုင်သူများကကိုဆိုင်ရာများကိုစူပေးကြသဖြင့်အဆင်ပြေကြသည်ကိုမိမောက်ကိုစူပေးရတာလောက်စိတ်မပါတာမရှိဘူးဟိဟိ အစင်မပြေတာငါတို့ကွာဘိုက်ကလေးရ ဟုတ်ပါကွာနှစ်တိုင်းလူပြောင်းလာပြီးစူပေးရတာကစိုးပါတယောက်နဲ့မှလည်းအဆင်မပြေဘူးဟုတ်ယခုနှစ်ပြိုင်ပွဲတွင်ထူးဆန်းသည်ကရွှေရီပင်ရခင်တုန်းကတွတ်တွတ်လက်လက်နဲ့မမောတန်းကစားနိုင်ခဲ့သူဖြစ်သည် နေတို့ကလေပြော့ပါအေး ယခုမူတော်တော်ကြီးကိုမောမောပန်းပန်းနဲ့ပင်ပင်မန်းမန်းကစားနေရသည်ကိုတွေ့ရသည်သူ့မိဒေါ်ရွှေတုံးနဲ့ခင်မွန်းတဲ့ကိုခင်မြင့်တို့ကတော့လင်ကောက်ထွက်မတတ်အားပြီးရှာကြသည် သမီးလေးကွာတိုးထား ရွှေရီကွာတိုးထား သမီးလေးကလည်းဒီလောက်အားရှိတဲ့ဈေးကြီးဆုံးအစားအစာတွေဝယ်ကြွေးထားတာမှမောနေရလားကွယ်နေအောင်တိုင်ပွဲပြီးကမှဈေးကြီးဆုံးအားစင်းနဲ့ဈေးကြီးဆုံးဓာတ်စာတွေတက်ပြီးဝယ်ကြွေးရအောင်မယ်ဒါမှငါသမီးကဈေးကြီးဆုံးဖြစ်မှာအေးလေဟုတ်ပါအောင် ငါနော်သူနာသွားမိတာမှားပါတယ်နောက်ဆုံးတွင်မတော့ခတ်တာတို့အဖွဲ့ကအနိုင်ရသွားလေသည်ပွဲပြီးတော့တော်တော်မောနေချသောရွှေဤထံသို့ခတ်တာကသတင်းမေးစကားလာပြောသည် ရွှေတကယ်ချင်းတော်တော်မောနေလားဟင် ခတ်တာကြီးအမေကိုမောနေသောရွှေဤကမဖြေနိုင်ပေမဲ့မခံချင်မှုမုန်းတိမှုများနှင့်ပြည့်နေသောမီးဝန်းဝန်းတောက်နေသောမျက်လုံးများဖြင့်အဖြေကတော့ပေးနိုင်ပါသည်ဒေါ်ရွှေတုတ်ကတော့တမီးတို့အဖွဲ့ကရှုံးသည့်အပြင်ခတ်တာကတမင်လာပြီးရိနေသည်ဟုအမတ်ယူနေသည်ဟုထင်သည် ဒါတက်လာကြီးဟာဟေးဒီမှာခတ်တာနင်ဒီကိုလာပြီးသတင်းမေးရမလို့သွားငါသမီးကမောနေလို့ရှုံးသွားတာနှုတ်မို့ဆိုနင်တို့လောက်ကတော့ဟမ် ခတ်တာမှာတင့်ပင်အောင်၌အသက်ကိုမနှဲလူကရှူနေရသောရွှေရီကိုကြည့်ကစိတ်မကောင်း ဟ
လွတ်ထားလိုက်ပါခတ်တာရဲ့နောက်တော့ဒုစီဇနာတွေကိုရွှေတိလာပါလိမ့်မယ် ခက်တာတငယ်ချင်းမလို့ယူတတတင်းမိတာပါကိုတက်အောင်ရဲ့ အင်းပါကိုတက်အောင်သိပါတယ်လာပါပြန်ကြရအောင်ဒီလိုနေ့ပင်ကျွန်ုပ်တို့ကြုံတိုင်းရမှာထုတ်စီထိုးပွဲတည်လဲခါတိုင်းနှစ်များကဲ့သို့ပင်စီကားတိုက်မြိတ်စွာဖြင့်ပြီးဆုံးအောင်မြင်ခဲ့တော်သည် ဒီနေ့လဲဒိုင်လူကြီးအပြစ်ပြောခံရတာပါပဲလား အခန်း30မပြီးသေးသောပကြီးကထုတ်စီထိုးပွဲကြီးပြီးဆုံးခဲ့တော်လဲမပြီးဆုံးသေးသောဇလန်းတွဲကကြန့်ရှိနေသေးသည် ကိုရီးယားဇလန်တွေအားကြတယ်ထင်ပါ ရင်းမှာကိုခင်မြင့်နှင့်ရွှေတို့လင်မယားဇလန်းပင်ဖြစ်သည်ရွှေတို့လင်မယားကြောင့်ကျွန်တော်တို့ကြုံတိုင်းရတယ်မကြားဘူးသည်များမကြုံဘူးသည်များကိုကြားရကြုံတွေ့ရပြီးတော့သည်စာဖတ်သူများနားလေသဘောပေါက်စီရင်ကျွန်ုပ်ရှင်းပြပါအံဇလန်းဤအဓိကဇက်ကောင်မှာကိုခင်မြင့်ပေသည် ဟဲ့မောင်ခင်မြင့်နေချောင်းနေရလဲစိုးလာကြီးလားကွယ်ကုန်းရက်ပုံရစားလေးငုံထားပါလား စားတယ်အမေဒါပေမဲ့မတက်တာဘူးဖြစ်နေတယ်မောလဲမောနေတယ်အမေ အေးဒါဆိုလဲစီကန်းလေးပါလေပြအောင်လေကို့မှာကအယောင်းဝယ်ကိစ္စတွေနဲ့တော်ကြဖျားနေအောင်မယ် ဟုတ်ကဲ့အမေကျွန်တော်ညက်နေကြရင်သွားလိုက်ပါမယ်ညက်နေပဲရောက်တော့ကိုခင်မြင့်ကိုနေမျိုးကြီးစေကန်းသို့ရောက်ရှိလာတော့သည် ကိုခင်မြင့်ပါလားဘာလဲနေမကောင်းလို့လားဗျာ ဆိုတော့ဆရာရဲ့ချောင်းတွေလည်းဆိုပြီးမောနေလို့လာပြတာ ဒါဆို TV ရောကလည်းဖြစ်နေအောင်မယ်ဗျို့မြန်မြန်သာကုသလိုက်ကျွန်တော်ဒီမှာစိတ်ဖို့စာရေးပေးလိုက်မယ်နော် ဟုတ်ကဲ့ဆရာမနေ့ကျရင်ကျွန်တော်မျိုးရဲသွားရင်ဝင်စစ်လိုက်ပါမယ် ဟုတ်လေမြန်မြန်သာသွားဗျို့မြန်လေကောင်းလေပဲ ကိုနေမျိုးကအလော်ရီစော်လိုက်သည့်အကြောင်းရင်းမှာစောစောကကိုခင်မြင့်ကိုဆေးစစ်နေစဉ်အတွင်းမတင်ကားစရာအချက်လက်များကိုတွေးလိုက်ရသောကြောင့်ဖြစ်သည် ဟွန်းပတ်သက်ထဲမှာမက်ခရုလိုအဖြူခွက်တွေပါလားဒါဆိုရင်ဖះငါထင်တာမဟုတ်ပါစေနဲ့ ကိုနေမျိုးကခေါင်းတစ်ပန်းကြီးစွာနဲ့ကိုခင်မြင့်ကိုထပ်သတိပေးသည် ခဏကိုခင်မြင့်ကိုကျွန်တော်မှားစရာရှိသေးတယ် ဟုတ်ကဲ့ပြောပါဆရာ ခင်ဗျဆေးစစ်တဲ့စာရဲ့ရလိုက်ကျွန်တော်စီကိုအရင်ဆုံးလာပြစေခြင်းနဲ့ဘယ်ရောကပဲတွေ့တယ်ပေါ့လေ စိတ်ချပါဆရာရဲ့ဆရာစီပဲတန့်ပြီးလာမှာပါကျွန်တော်တို့ကဘာမှသိရတတ်တာမှမဟုတ်တော့ဆရာကိုပဲအားကိုးရမှာ ဒါဆိုလေကောင်းပြီကျွန်တော်စီကိုသာဆက်လာခဲ့နော် နှုတ်ဆက်ကထွက်သွားတော့ကိုခင်မြင့်နောက်ကျောကိုကြည့်ရင်ကိုနေမျိုးတယောက်တပြင်းချလိုက်မိတော့သည် ကံအောင်ပါစေလို့ဆုတောင်းပေးပါရဗျာ နောက်တနေ့ညနေဆောင်လောက်တွင်ကိုခင်မြင့်တယောက်စာရေးလေးတအိတ်နဲ့ရောက်ချလာတော့သည်ဆရာ ဟာကိုခင်မြင့်လာပြို့ဘလို့လဲစိတ်စီချက်ရလာပြီလား ရလာပြီဆရာဒီမှာကိုနေမျိုးလဲကိုခင်မြင့်ကမ်းပြီးသောစာရေးကူယူကဂမန်ကရန်ဖွင့်ဖက်လိုက်သည် ငါထင်တဲ့အတိုင်းပါလား ဆရာဘာယောဂါလဲလဲဆရာစိတ်ပူရလားကိုနေမျိုးဤမျက်နှာအပြောင်းလဲကိုကြည့်ပြီးကိုခင်မြင့်ကမေးလိုက်သည်ဟင်းဆရာဘာယောဂါလို့ရေးထားလဲဆရာကိုခင်မြင့်ကိုကြည့်ပြီးကိုနေမျိုးမှာဘာပြန်ဖြေရမှန်းမသိအောင်ပင် ဖြစ်မှာဖြစ်ရလေကိုခင်မြင့်ရဲ့ သို့တော့မပြောဘဲလဲနေလို့မဖြစ်တော့တာကြောင့် ကိုခင်မြင့်ခမရစိတ်ခံခံထားနော်ပြီးတော့ခမရနဲ့ကျွန်တော်နဲ့နှစ်ယောက်ချင်းဆွေးနွေးကြရှိတယ် ဆရာကျွန်တော်ဘာဖြစ် ခမရမှာ HIV ကိုတွေ့တယ်လို့စေးစာထဲမှာရေးထားတယ်ကိုခင်မြင့် ဗျာ HIV ဖို့ဟုတ်လားကိုခင်မြင့်ထံမှအလံတကြားထွက်ပေါ်လာသောအတန်နှင့်အတူလူမလဲအယုတ်ကျိုးပြတ်ဖြစ်သွားသည် HIV ရှိတဲ့ HIV ရှိတဲ့ဖေဟာကိုခင်မြင့်ကိုကြည့်ပြီးကိုနေမျိုးစိတ်မကောင်းခြင်းများစွာဖြစ်မိတော့သည်ဟေးတွားပါပြီကျွန်တော်ဘွားတော့ပြတ်ပါပြီဗျာဆရာကျွန်တော်ကိုကဲပါဦးဆရာရဲ့ကျွန်တော်ဘာဆက်လုပ်ရမလဲကိုခင်မြင့်မှာဝမ်ပန်တနဲ့တုံးလုံးချောက်ချားတာဖြင့်ကိုနေမျိုးကိုအာကိုတကြီးမေးမြန်းနေလေတော့သည်ပြောပါအောင်ဆရာကျွန်တော်ဘာလုပ်ရမလဲ စေးထားပါကိုခင်မြင့်အနာသိရင်ဆေးရှိမှာပေါ့ရော့ဒီမှာရေလေးတောက်လိုက်ပါအောင်ဗျာ ပြောမယ်သာပြောရသည်ကုရနတ်ထိဆေးမရှိတော့ဤယောဂဤဖို့အတွက်ဘဲကဆေးကလာရှိမီနီလောလောဆယ်ကိုခင်မြင့်ကိုစိတ်သက်မြင့်တင်ပေးရန်အတွက်သာလိုအပ်ပေမည် ဒါနဲ့နေပါအောင်ကိုခင်မြင့်ရဲ့ခမရလည်းဒီလောက်ရိုးသားရဲ့လူပဲဥစားဘာဖြစ်လို့ဒီယောဂခမရမှာရှိနေရလဲ ကိုနေမျိုး၏အမေကိုကိုခင်မြင့်ကချက်ချင်းမဖြစ်နိုင်ပဲစိတ်အလင်းကလွန်ခဲ့သောနှစ်များစီသို့ရောက်သွားတော့သည်အဲ့ဒီတုန်းကသူနှင့်ရွှေကြီးအိမ်တော်မကြသည်လူပြိုလူလို့ဘဝမှာပင်ရှိသေးသည်သူကအိမ်စီးပွားရေးဖြစ်သောစံတဘာရောင်းဝယ်ရေးကိစ္စကိုတာဝန်ယူလုပ်ကင်ပေးရသည်ထို့ကြောင့်လည်းအရက်တကနေတကာတော်တော်ဆုံးအောင်တွာလာခဲ့ရသည်လူကိုယ်တိုင်ကအယူခံယူသားအေးစေးသောကြောင့်ကိုခင်မြင့်ကိုလှုပ်ဖော်ကင်ဖက်အချင်းချင်းကခင်မင်ကြသည်ကိုခင်မြင့်ယူသားယုံသားမကအာနာထက်တီကလည်းအလွန်ပင်ပြင်ပဘူးတုဒနေခြင်းနှင့်အာနာချင်းတို့ကကိုခင်မြင့်ကိုဒုက္ခပေးလိမ့်မည်ဟုမထင်မီထို့အခါသူခီးသွားရင်လှုပ်ဖော်ကင်ဖက်များ၏အားပေးအားမြောက်ခြင်းကိုခံခဲ့ရဘူးသည် ကိုခင်မြင့်ဒီတကောက်ခမရငွေတွေစောင်းရတာကြားမယ်ဆိုပဲ ဟုတ်ကဲ့9ရက်လောက်တော့ကြာအောင်မယ်ထင်တယ် 9ရက်တောင်ဆိုမှတော့ခမရမပြင်းဘူးလား ဟာပြင်းတော့ပြင်းတာပေါ့ဒါပေမဲ့ဘယ်တက်နိုင်ပါမလဲ ဒီမှာကျွန်တော်တို့ကိုခင်မြင့်အတွက်နတ်သမီးလေးတစ်ပါးဖန်ဆင်းပေးထားတယ်ရှယ်ပဲ ဟာကျွန်တော်ဒါမျိုးတွေဝါသနာမပါဘူး ဝါသနာမပါဘူးလုံးမနေပါနဲ့ခင်မြင့်ရယောက်ျားလေးပဲ
ဟိုမှာအစင်းစင်းစောင့်နေတယ်အာနာစရာကြီးအင်းလေနတ်တို့ဖန်ရေကန်အသင့်ကြာအသင်မဲ့ကိုလူ အပေါင်းအသင်းများ၏မြောက်ပေးမှုအာနာမှုတို့အပြင်ကိုကိုတိုင်ကလည်းစိတ်မထိန်နိုင်မှုတို့ကြောင့်ကိုခွင်းမြင့်တယောက်ဝဲခဲ့ရဲ့အမှာပျော်ရွှင်စွာကူးခတ်ခဲ့တော်သည် ဟေ့လူအဖော်ဆောင်ဆောင်လေ ဟာမလိုပါဘူးဗျာရှက်စရာကြီးအဖော်ခေါ်သွားရအောင်မတဲ့ ကိုခင်းမြင့်ရှင်းပြသည်ကိုနားထောင်ရင်ကိုနေမျိုးကခေါင်းကိုတကြိမ်ကြိမ်လှုပ်နေသည် ဒီလိုကိစ္စမျိုးတွေကကြုံတတ်ကြပါတယ်လေကိုတတိလေးနဲ့ထိမ့်သိမ့်တတ်ရင်တော့စေးပညာဘုဒ္ဓတာလေးရှိခဲ့ရင်တော့ကြုံတွေ့ဖို့ဝေးတာပေါ့ ဟုတ်ပါတယ်ကိုနေမျိုးရဲ့အခုကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာကျွန်တော်ဘွားတော့သွားပါပြီဗျာ ကျွန်တော်အတင်ခမရတယောက်တည်းဆိုကိစ္စမရှိဘူးတော်ကြာရွှေကြီးကိုပါကူးဆက်နေရမှာစိုးရတယ် ဟင်းဒါဆိုဒုက္ခပဲ ရွှေကြီးကိုပါဆေးသွားစစ်ကြည့်လိုက်ပါလား ရွှေကြီးကိုပါဆေးသွားစစ်ကြည့်လိုက်တော့အခါရွှေကြီးတွင် HIV ကိုကူးစက်ခံရသည်ကိုစိတ်မကောင်းကြီးစွာဖြင့်သိရှိလိုက်ရသည် ကံမကောင်းနေငါပါလားနော် ရွှေကြီးကရှက်လွန်းသဖြင့်ကိုတီချောင်းကျက်စီမိကိုပင်စီစဉ်ခဲ့သည် သမီးရဲ့ဒါမျိုးတွေမလုပ်မကောင်းပါဘူးကွယ်သမီးတို့ကိုအမိမရှိသမျှစီးစိမ်တွေပြုတ်ရင်ပြုတ်ပါစီရအောင်ကုပါမယ် ကိုခင်မြင့်နှင့်ရွှေကြီးတို့အကြောင်းကိုတယောက်ကအစ100အစုံ100လုံးကိုသာသိရှိသွားစေတော့သည် စဆုလိုက်အောင်မ ဟဲ့ကြားပြီးပြီလားကိုခင်မြင့်တို့2ယောက်လုံး HIV ဖို့ယောဂဖြစ်နေတယ်တဲ့ ဟုတ်လား ဈေးတဲ့လမ်းတဲ့လက်ဖက်ရည်ဆိုင်တဲ့တွေလည်းရွှေကြီးတို့အကြောင်းကပြောမစိုး ဒီယောဂဖြစ်ရင်ကုလို့မရတော့ဘူးဆိုကွာ ဟုတ်တယ်ကူလာမြန်တယ်လို့ပြောတယ်မောင်ကြီး ဟဲဟုတ်လားဒါဆိုသူတို့အိမ်မှာမသွားတော့ဘူး ဟုတ်တယ်တော့ကြာကျုပ်တို့ကိုကူလာအောင်မယ် ဒါဆိုငါလည်းအိမ်ပြောင်းမှဖြစ်တော့မယ်ဟုတ် ရွရဒလေထုံးစံလူတို့၏ထုံးစံအတိုင်းရှောင်ကျင်ကြပြီဆိုရင်ပြောမရတော့အကြောက်လုံးကဒေါ်ရွှေတုတ်တို့ဘက်ကိုပင်ခြေဥပင်မလဲကြတော့ ဝေးချင်းဝေးပါစေဟိုဘက်လမ်းကပတ်ပြန်မှာ ရခင်ကလူဝင်လူထက်အစီကားဆုံးဖြစ်သောဒေါ်ရွှေတုတ်၏အိမ်မှာရုပ်ချင်းဆိုသလိုပင်တိတ်ဆိတ်သွားသည်မှာအောစရာပင်ကောင်းနေပါသည်အခန်းဆက်တဲ့အားငယ်သူအားပေးပါစေမှုလေးကိုနေမျိုး၏စေကန့်တွင်တကြီးပါစီကျွန်ုပ်တို့ဆရာတစ်ပည့်2ယောက်ဆရာလေးကိုကြည်နိုင်နှင့်ခတ်တာတို့လင်မယားပါရောက်ရှိနေကြပေသည်အကြောင်းရင်းကတော့ရွှေတို့ကိစ္စကိုဆွေးနွေးနေကြခြင်းပင်ဖြစ်သည် နေပါဦးကိုနေမျိုးရဲ့မောင်ခင်မျိုးတို့လင်မယားရဲ့ယောဂဘလို့နီးနေမှာကုမရတော့ဘူးလား ဟုတ်တယ်ကျွန်တော်တို့လည်းအဲ့ဒါကိုတိတိကျကျသိကျင်တယ် သက်ဆိုင်တဲ့ဆေးတွေကျွေးတိုက်နေရဲဆိုပေမဲ့လည်းလုံးဝပျောက်ကင်းသွားမယ့်ယောဂမျိုးတော့မဟုတ်ဘူးဒါဆိုသူတို့ကတင်မှာပေါ့ဟုတ်လား တကြီးစိတ်မကောင်းခြင်းများစွာဖြင့်တဆုံးတဆမေးလိုက်တော့မိခွန်း၏အဖြေကိုအားလုံးကသိကြတော့လေဘသူထံမှဘာတစ်ခွန်းမှထွက်မလာခဲ့ကြတိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူကခတ်တာ တကြီးနဲ့ဆေးမှုလေးကိုနေမျိုးတို့ကိုကျမတောင်းဆိုကြတစ်ခုရှိပါတယ် ပြောပါ အခုဆိုကျမတငယ်ချင်းချွေကြီးကယောဂဝေဒနာဆိုးကြီးကိုခံစားနေရတဲ့အပြင်ပတ်ဝန်းကျင်ရဲ့အပြစ်ပယ်မှုကိုလည်းခံရနေရပါတယ်ကြာရင်စိတ်ကြောင့်ပို့ပြီးလုံးမပါလာမှစိတ်ပူရပါတယ် ဟုတ်တယ် ခက်တာဘလို့လို့စေချင်လို့လဲဒီလိုပါရွှေတို့ယောဂကိုကုသမှာကြောက်နေရသားတွေအတွက်ရောစိတ်တက်ကြနေတဲ့ရွှေတို့တော့ပါအစဉ်ပြေသွားအောင်လို့စိတ်မှုလေးကဥစားအောင်ပြီးနှစ်သိပ်ပညာပေးတဲ့ဟောပြောပွဲလေးကျင်းပဖို့ပါဟာတိတ်ကောင်းတဲ့အကြံမဲကွာကဲဟုတ်ပြီဒါဆိုမနက်ဖြန်မဲစားလိုက်အောင်ကျုပ်ဘက်ကစီစဉ်ပေးပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တကြီး ဟုတ်ပြီဒီရွာရိတ်ရှိလူများကကူးဆက်ယောဂအစိုးကြီးဟုနားလေသဘောပေါက်ထားကြသဖြင့်ဒေါ်ရွှေတို့တို့အိမ်ဘက်သို့ရှောင်ကွင်းထားကြသည်လူချင်းဆက်ဆံမှုစကားပြောဖို့ဝေးစွာ တောင်းလုံးတင်စေးသွားမလို့လား ဟုတ်မဟုတ်မြန်ပြီးမှငါ့ကိုပါလာပြီးကူးနေအောင်မေဒေါ်ရွှေတုတ်တို့လင်မယားကိုပါ၎င်းယောဂဆိုကြီးကူးဆက်ခံရသည်ဟုထင်ကအခေါ်ပြောတိတ်မလို့ချင်ကြတိမ်နဲ့နေတာဆိုတော့ကူးပြီပေါ့ တေးကြတာပေါ့ကွာ ယခုအချိန်တွင်ဒေါ်ရွှေတုတ်တို့ထံအမြဲဝင်ထွက်သွားလာနေသူတို့မှာမောင်သက်အောင်နဲ့ခတ်တာတို့ဤမိခင်ဒေါ်မြတို့ပင်ဖြစ်သည် ရွှေနေကောင်းအောင်နေနော်ဘာမှစိတ်တယ်မကြနဲ့တိလား ဟုတ် ရွှေကြီးမှာရှေ့လျှောက်လှုပ်ရှားရတယ်အများကြီးရှိပါသေးတယ်ရွှေကြီးဘာလုပ်ချင်တယ်လဲဘာဖြစ်ချင်လဲခစ်တာကိုပြော ခတ်တာတို့ဤအားပေးမှုခင်မင်မှုတို့ကြောင့်ရွှေတို့သားမိမှာမျက်ရည်ကျလောက်အောင်ပင်ဝမ်းသာနေကြသည် ခက်တာတငယ်ချင်းမင်းပေါ်မကောင်းမြင်ခဲ့ရတယ်ကိုခွင့်လို့ပါငါမားခဲ့ပါတယ်အိုးရပါတယ်တို့တွေကတငယ်ချင်းတွေပဲဟာခုလိုလာအောင်နောက်ထပ်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အခုဟောပြောပေးမှာကတော့အားလုံးသိကြတဲ့အတိုင်းရွှေရီတို့ကိုအကြောင်းပြုပြီးတော့ AIDA နဲ့ပတ်သက်တဲ့ဟောပြောပွဲလေးပြုလုပ်မှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်း AIDA ရဲ့ယောဂဆိုကြီးကိုတစ်ကမ္ဘာလုံးသိရှိပြီးဖြစ်ကြမှာပါ AIDA ရဲ့ယောဂဟာ HIV ကြောင့်ဖြစ်ပွားရတာပါ AIDA ရဲ့ယောဂဘာကြောင့်ကူးစက်ရလဲဆိုတော့ယောဂရှိသူနဲ့လိင်ဆက်ဆံခြင်းယောဂကူးစက်ထားသောသူကိုထိုးပေးသောစိတ်တို့အများနဲ့ထိုးမိခြင်းယောဂရှိသူကလူသောသွေးကိုသွေးမိခြင်းယောဂရှိသောမိခင်ကမွေးလာသောကလေးကိုကူးစက်ခြင်းဆိုတာတွေကိုအရင်တုန်းကလည်းကျွန်တော်ပြောပြပြီးသားဖြစ်ပါတယ် ရက်ဆက်ပါပြီမိမိရဲ့ ဒီနေ့အဓိကထားပြီးဟောပြောမှာကတော့နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကဏ္ဍကိုဟောပြောမှာဖြစ်ပါတယ်ဒီယောဂအစားတောက်မှ၎င်းနှာစီးခြင်းမှ၎င်းလက်ချင်းကိုင်မိခြင်းမှ၎င်းချင်းကိုက်ခြင်းမှ၎င်းရေတူကူးခြင်းမှ၎င်းလက်ဆွဲနှုတ်ဆက်ခြင်းအေးပြားခြင်းထိတွေ့ခြင်းမှ၎င်းတ
တိန်နဲ့တခန်းနဲ့နေချင်းမှ၎င်းမကူးဆက်နိုင်ပါဘူးခင်ဗျာ မှတ်ထားမှာ ပြီးတော့ဒီလိုကုရနတ်တီစင်းမရှိရဲ့ယောဂဆိုကြီးကိုမဖြစ်ပေါ်လာအောင်မိမိကိုယ်တိုင်ကလည်းစင်ကျင်သတိထားပြီးနေကြပါ ရှင်ကြားတယ်နော်ဟွန်း ကိုယ်တိုင်မဖြစ်ပေမဲ့အဲ့ဒီယောဂဝေဒနာခံစားနေရတဲ့သူတွေကိုအထီးကျန်စေခြင်းပြစ်ပယ်ထားခြင်းမပြုလုပ်သင့်ပါဘူးအခုဆိုရင်ကျန်းမာရေးဌာနအသီးသီးကအဖွဲ့အစည်းသီးကလူတွေဟာ HIV ဘိုးကူးစက်ခံရတဲ့သူတွေကိုတောရောက်တွေ့ဆုံပြီးအကြံဉာဏ်ပေးတာတို့အကူအညီပေးတာတို့နှစ်သိအားပေးတာတို့ကိုပြုလုပ်နေကြပါပြီလူမှုအဖွဲ့အစည်းအတွင်းမှာလည်းအတက်နိုင်ဆုံးရောရောနှောနှောနေထိုင်ဖို့အတွက်လည်းလမ်းကြောင်းတွေဥတီတက်မှတ်နေပါပြီပြီးတော့အခုခေတ်ပေါ်ကုထုံးနည်းသစ်ဖြစ်တဲ့နှစ်သိဆွေးနေပညာပေးခြင်းဆိုတဲ့ကုထုံးနည်းအသစ်တိုင်းဝေဒနာရှင်တွေကိုဥပိ္ပခာမပြုဖို့ မှန်တယ် သူဆွေးနေခြင်းပြောကျင်တာတွေကိုရင်းနှီးနှီးနဲ့ပြုလုပ်ပေးပြီးတော့စိတ်လက်ကူစိတ်တက်လည်းမကြဖို့စိတ်တက်မြင့်တင်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ညီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ကိုယ်တိုင်လည်း HIV ဘိုးမကူးစက်အောင်စဉ်းကျင်ကြပါဝေဒနာရှင်တွေကိုလည်းနှစ်သိဆွေးနေပညာပေးခြင်းဖြင့်တစ်ဖက်တစ်လမ်းကနေကူညီကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ရပါတယ်ခင်ဗျာ စေမူလေးကိုနေမျိုးကစကားပြောပြီးသည်နဲ့တကြီးကလည်းတိုးတိုးစကားထပြောသည် စေမူလေးကိုနေမျိုးပြောတာကိုအားလုံးသဘောပေါက်ကြတယ်မဟုတ်လား ပေါက်ပါတယ် အဓိကကတော့မောင်ခင်မြင့်နဲ့ရွှေရီတို့လင်မယားကိုပြစ်ပယ်မထားပဲစေမူလေးပြောလို့တော့နှစ်သိဆွေးနေပညာပေးခြင်းဆိုတဲ့အတိုင်းတစ်ဖက်တစ်လမ်းကနေကူညီပေးကြဖို့ပဲ ဟောပြောပွဲပြီးသည့်နောက်ပိုင်းတွင်တစ်ယောက်စနှစ်ယောက်စဒေါ်ရွှေတုတ်တို့အိမ်ဘက်ကိုရောက်ကြပြီးကြံလူများမှာအရင်လိုပင်ရှောင်းဖဲဘာပဲပြောတွားရမှာစိတ်မသက်ပါဘူးကွာ ဟုတ်ပါတော့ ကြောက်စရာရှိလေအယိုးဆွဲအောင်ကြောက်တတ်ကြတော့ကျွန်ုပ်တို့မြန်မာလူမျိုးများအတွက်တော်တော်လေးပင်စီယုံယူရမည် စိတ်စေတနာရှိကြပြီမဲ့လေကြောက်စိတ်ကများနေကြတာ哦 အခန်းဆက်နှစ်မမြဲသောအနှိမ့်စာဒီလိုနဲ့ပင်တစားမုံလာပြည့်နေ့နီးလာပြီးမို့ကျွန်ုပ်တို့ရွာမှာထုတ်စီထိုးပဲကျင်းပမိအချိန်ကနီးကပ်လာပေသည်ယခုအချိန်တွင်တော့ထုတ်စီထိုးကောင်းသူရွှေရီကတော့ဝင်းရောက်ကစားနိုင်ခြင်းမရှိပေ ကြီးတော်ကြီးကွာတိုးတာ အဲ့ဒါငါမိမရွှေမြင့်စုကွာအယိုးပေါ်အရေးတွေဖြစ်ကပိန်လီအားနေနေသောရွှေယူကိုအကောင်စားဆေးတွေတိုက်နိုင်သောအကောင်စားအစားအစာတွေကျွေးနိုင်သောဒေါ်ရွှေတုပ်လည်းမကယ်နိုင်တော့ သမီးလေးရဲ့ ခက်တာကတော့တငယ်ချင်းကောင်းပြီးသားစွာဖြင့်ရွှေဤထံသို့အဝင်အထွက်မပြတ်နှစ်သိမ့်လျက်ပင် ရွှေရဲ့ဒီနှစ်ဝင်းမကစားနိုင်ပြီမဲ့ရှင်းနှစ်တော့ရွှေကစားနိုင်မှာပါ ခက်တာနိုင်အောင်ကစားနော်တိုက်ဆိုင်ပင်ထုတ်စီထိုးပွဲမစမီ3-4ရက်လောက်အလို၌ရွှေဤတယောက်လူလောကကြီးမှာထောက်ခါသွားရချေသည် အမလေးသမီးရဲ့အမေကိုခွဲသားပြီလားကွ ခက်တာမှာဝမ်းနေမစိုး ဖြစ်ရလေတငယ်ချင်းရဲ့ရွှေရဲ့ဘဝစတိုင်းမှာဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ပါစေနဲ့လို့သာဆုတောင်းလိုက်ပါတယ် ရွှေဤဆုံးပြီးမကြမီကိုခင်မြင့်လဲကွယ်လွန်သွားရှာသည်ထူးခြားမှုမှာရှေ့စဉ်နောက်ဆက်ကွယ်လွန်သွားကြသောရွှေဤနှင့်ကိုခင်မြင့်တို့အတူပါ၌လာရောက်ပို့ဆောင်တော်သူမှာ6တီး6ချဲ ကြည်ရတာစင်ရသာအတုပါဖြစ်ရမယ် အရင်ကကြည့်ရတဲ့ငွေပုံပေါ်မှာဖိခုထိုင်နေသောဒေါ်ရွှေတုပ်တွေဘာမှမတတ်နိုင် အတုပါလူစီအောင်ကန်ဆယ်မဲ့ပေးရမယ်ပုံပေါက်နေပြီ ယခုတော့တမက်နဲ့သမီးကိုဆုံဆုံရလိုက်ရသောဒေါ်ရွှေတုပ်မှာတန်ဝေကများစွာရနေပြီတော့သည် အနေစာ အချိန်တန်လင်းလူတိုင်းရှောက်ရမယ်လမ်းကြောင်းပေမဲ့ကိုခင်မြင့်လိုလုံနိုင်ကိုင်နိုင်ရိုးသားသောလူငယ်တယောက်အနေနဲ့တေချိန်မတန်ဟုကျွန်ုပ်ထင်မိသည်ခဏတစ်ဖြုတ်အချိန်လေးအတွင်းမှာကိုယ်စိတ်ကိုယ်အလိုလိုက်မှုကြောင့်ကိုခင်မြင့်ဒုက္ခရောက်ခဲ့ရတယ်လို့ဘာမှအပြစ်မရှိရှာသောဇနီးတဲ့ရွှေရီမှလည်းတစားကန်ဖြစ်ခဲ့ရသည်ကျွန်ုပ်တို့အတွက်ကိုခင်မြင့်နဲ့ရွှေကိုကြည့်ကတင်ကန်းဆောင်ကောင်းကောင်းရနေပြီတော့သည်အခန်းဆက်သုံးအဖော်ဆောင်မှာခတ်တာတို့ကိုကြည့်ပြီးစဉ်းစားကန်းဝင်နေသောကျွန်ုပ်မှာအိတ်ခမ်းထဲမှာမသိမီခုနှစ်ချီအော်တန်ကိုကြားလိုက်ရသဖြင့်အတွေ့အများပြက်ပြက်သွားတော့သည်တော့ကတုတ်ပြီ ဘာတော့ကွာမြင်ကလဲအလန့်တကြား ဟုတ်ပါဒါကြီးကဘာကြီးလဲမသိမီအခန်းထဲမှာထွက်လာပြီးသူ့လက်ညှိုးတွင်စွတ်ထားသောအရာကိုညွှန်ပြရေးမေးမြန်းနေသည် ဟိုက် ကျွန်ုပ်၏အိယာအောက်တွင်တင်ထားသောကွန်တော်အဆုတ်တစ်ခုကိုမသိမြင်တယောက်ရှာရှာပေါက်ပေါက်တွေ့အောင်ရှာနိုင်လေသည် ဒီမိန်းမဟိုလန်ဒီလန်နဲ့တော်တော်ဆက်စုတယ်မိန်းမ ဘိုက်ကလေးကလည်းမသိမြင်လက်ညှိုးမှာပစ္စည်းကိုတလဲကျွန်ုပ်ကိုတလဲကြည့်ရင်အင်မတန်အောသောမျက်နှာဖြင့်ဟာဆရာတို့ဒါတွေပါတွေတော့တုံးလို့ပါလားတော်တော်လေးတောင်ခင်မိနေပြီနော် ဟာဒီကောင်ဘိုက်ကလေးဘာတွေပြောနေရလဲကွာဒီပစ္စည်းကိုကျွန်တော်မမြင်ဘူးလို့စေးမှုလေးကိုနေမျိုးစီကတောင်းလာတာ ဒီလိုလားတီးဦးလေ နေကြစမ်းမအောင်ကျမမေးတာကိုလည်းပြောကြပါအောင်တော့ဒါကဘာကြည့်လဲလို့ မမမြင်ကလည်းအဲ့ဒီဟာကိုဘာဖြစ်လို့စွတ်ထားရတာလဲ မနေ့ကအဲ့ရအောက်ကဂျပိုးထိုးလို့အဲ့ရကိုဟိုလန်ဒီလန်လုံရင်းနဲ့နေ့စီရအဲ့ရအောက်ကတွေ့ရပဲအဲ့ဒါနဲ့ငါလည်းဘာလေးလည်းမသိဘူးဆိုပြီးဟိုကလေးဒီကလေးနဲ့လက်ညှိုးလေးကိုစွတ်လို့ရသွားတာပဲ လက်ညှိုးတွင်ပစ္စည်းစွတ်လျက်သားနဲ့မသိမြင်ကိုကြည့်ပြီးကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ယောက်မှာရင်ထဲမှာလှိုက်လဲရည်ချင်းမိကပတ်တုံမရပဲဟ
မြင်ပုံစံကအတော့ရဲရတာပဲ မမမြင်ရတော့လေကတုတ်ပြီရှင်တို့ကျမကိုရည်စရာများအောက်နေနေပြီလားကျမစိတ်တူလာပြီနော်စိတ်တော့မစိုးပါနဲ့မမမြင်ကျွန်တော်ရှင်းပြပါမယ်မမမြင်လက်မှာစွတ်ထားတာကကွန်တုံးလို့ခေါ်တဲ့ပစ္စည်းပါကွန်တုံးဟုတ်လားဘာလို့တဲ့ဟာလဲဩမမမြင်ကလည်းဟိုတခါစင်မှုလေးကုနေမျိုးဟောပြောပွဲမှာလှုပ်တော့ကပြောဘူးတယ်လီသားဆက်ချရင်တုံးတဲ့ပစ္စည်းတဲ့ယောက်ျားလေးတွေမှာတုံးရတာလီဘာဒါကြီးကအဲ့ဒီဟာကြီးလားမသိမြင်ကပြောပြောဆိုဆိုနဲ့သူ့လက်ညှိုးကိုမတိမတာကြည့်နေရင်မှအတင်းအဓမ္မဆွဲချွတ်သည်အမလီရိုစရာကြီးဟင်းကတုတ်ပြီးရှင်ဒါကြီးကိုတုံနေပြီးမုတ်တာတွေလုံနေတာလား အာမြင်ကလည်းကွာဒါကြီးကိုကျွန်တော်ကဘာလုပ်ရမှာလဲ ကျွန်ုပ်ပြောသောစကားများကိုမသိမြင်ကကြည်ဟန်မပေါ်ကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ယောက်မှာမသိမြင်ပုံစံကိုကြည့်ပြီးနောက်ချင်းစကျင်လာရကနှစ်ယောက်သားအတိုင်ဖောက်ညီစွာဖြင့် အခုခစ်မီသူတိုင်းအဲ့ပစ္စည်းကိုတုံးကြတယ်မြင် ဟုတ်ပါ မြင်လဲခစ်မီသူဖြစ်အောင်လို့ ဟုတ်တယ်မမမြင်လို့လေတားတဲ့ချားရအောင် ဘာနင်တို့ပတ်သက်တဲ့အရှက်မရှိရှောက်ပြောနေတယ်နင်တို့နှစ်ယောက်လုံးငါအကြောင်းသိစီရမယ် ဟဲ့နာပြီကျွန်ုပ်တို့ဆရာတစ်ပည့်နှစ်ယောက်မှာမသိမြင်မိဖို့ကြောင့်ထဲမှာလက်နက်များမထွက်လာခင်ယူမတော်တဲ့သူရောက်အောင်ပြေးနေရတော့ဒီတကားဆရာတို့ရေပြေး ဒီနေ့ကံမကောင်းပါလားကွာ ရီမောချင်းဖြင့်ဘွားအမောပြည်နိုင်ကြပါစေဆရာဆွေမင်းဒနုပြူ အားလုံးပဲအဆုံးထိလိုက်ပါခန်းစားနားသင်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလုံးဝတည်အနာတိုင်းမှာအထူးပဲကျေးဇူးတင်ရှိပါတယ်။ကောမမှာအကြံပေးရတော့လဲကျေးဇူးများတင်ပါတယ်ခင်ဗျာ။အားလုံးပေးတဲ့အကြံတိုင်းကိုကျွန်တော်တို့အမြဲဖက်ရှုလေးထားပြီးပြင်ဆင်နိုင်မှုတွေကြိုးစားနေပါတယ်။ကျွန်တော်တို့အခုမှစပြီး audio ပို့စားလုပ်တာမလို့အနေနဲ့များအမရှိတီများကိုတိကျနားထောင်ပေးတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေလို့လုံးဝတည်အနာတိုင်းမှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။